Okay, nutrients involved in bone formation ဒါလေးကိုဆရာပြောလိုက်မယ်ဒါဟိုနေ့ကတင်လာတဲ့ဟာကိုပြန်ပြီးတော့နည်းနည်းပြန်အခြေချုပ်အခြေဖြန့်ပြီးပြန်ပြောရတဲ့စာပါနော်ဒါ summary number မှာရှိတယ် summary number 40မှာရှိတယ်သူကfine ကတော့ဒီ fine ပါနော် chemical constituents of bone matrix cartilage synovial fluid raw nutrients ဒီမှာရှိတယ်ဒါအကုန်တော့မပြောတော့ဘူးဆရာအရေးကြီးတဲ့ဟာတွေပဲပြောတော့မယ်ပတ်ဝေးတွေကတော့ဆရာအသေးစိတ်ရှင်းမှာတော့မဟုတ်ဘူးနော်မှတ်နိုင်မှာမဟုတ်ဆိုတော့အရေးကြီးတဲ့ဟာပဲပြောမယ်ကြက်ရမယ့်ဟာဆိုတော့ကြက်ရလိမ့်မယ်ဒီတဲ့ဟာတွေနော်အခုဒီတမက်နာကကြက်ရမယ့်ထဲမှာပါနော်nutrients က bone formation မှာအဓိကကဘာလို့လဲဆိုရင် bone ဖြစ်ဖို့ဆိုတော့ protein တွေလိုတယ် vitamin တွေဖြစ်တဲ့ A D A C A D A K ဒါတွေလိုတယ်minerals တွေလို mineral မှာတော့အဓိကအရေးကြီးတာတော့ calcium phosphorate magnesium fluorine iron copper magnesium အဲ့ဒီပစ္စည်းတွေလိုပဲတခြားဟာတွေလာပြောဥမာ titanium တို့ aluminum တို့လာပြောရင်တော့ false ပဲနော်နော် manganese နေရာမှာ manganese နေရာမှာထားပါ magnesium လို့magnesium ပေါ့ manganese နေရာမှာထားပါတော့molybdenum လို့အဲ့လိုမျိုးပေါ့တခြား metal တွေလာပြောလို့ရှိရင် false ပေးမယ်ဒီပစ္စည်းတွေလိုတယ်ဒီပစ္စည်းတွေကတကောလုံးဘုံတစ်ခုတည်းမဟုတ်ပါဘူးတခြားခန္ဓာကိုယ်မှာရှိတဲ့ body function တွေလိုအပ်တယ်ဒီဟာလေးအကြောင်းကိုအသေးစိတ်ပြောရင်းနဲ့ဒီဘုံတွေမှာဒီခန္ဓာကိုယ်မှာတခြား function တွေမှာ nutrients တွေကအရေးကြီးတယ်ဆိုတာတခါတည်းပြောရမှာနော်ဒီကကျတော့သူက bone mineralization မှာအဓိကအရေးကြီးတယ်ဘုံတစ်ခုကိုဖြစ်ဖို့အတွက်ဘုံတစ်ခုရဲ့ cells တွေမှာ minerals တွေလာစုဖို့တဲ့ vitamin D ကအရေးပါတဲ့အခန်းကဏ္ဍမှာပါတယ်သူက serum ဆိုတာကဒီ blood ထဲမှာရှိတဲ့ calcium နဲ့ phosphate level တွေကိုသူကတက်စေတယ်အေးရကြတော့သူက screw and differentiation အေးရကြတော့သူကဒီ cells တွေကို turnover တွေကောင်းစေတာပေါ့နော် turnover ကောင်းစေပြီးတော့သူက cells တွေရဲ့ growth differentiation ကောင်းကောင်းဖြစ်အောင်လုပ်ပေးတယ် protein synthesis တွေအတွက်အရေးကြီးတယ် C ကကြတော့သူကဒီ helix formation helix ကဟိုနေ့ကဆရာတို့ collagen ရဲ့ collagen မှာဒီမှာဒီလိုရှိရပြီးရင်နောက်ကနေဒီလို helix ဖြစ်တယ်ဆိုတာ helix station ဆိုတာဆရာတို့သင်ခဲ့တယ်အဲ helix formation မှာ C ကပါသလို C ရဲ့အခန်းကဏ္ဍကတခြားခန္ဓာကိုယ်မှာရှိတဲ့အရေးကြီးတဲ့ function တွေမှာလည်းပါဥမာဆိုလို့ရှိရင် immunity လိုမျိုးimmunity လိုမျိုးဟာမျိုးပေါ့နော်ဒီလိုကိစ္စမှာအရေးကြီးတယ်K ကကြတော့သူကဒီမှာဆိုလို့ရှိရင်တော့bone matrix protein မှာ gasification ရဲ့အခန်းကဏ္ဍမှာပါတယ် K ကသူတခြား function တွေဖြစ်တဲ့ coagulation မှာလည်းအလိုအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်အောက်ကဟာတွေကတော့ရေးရတဲ့ကဏ္ဍတွေပေါ့ဒီစလုံးတွေရှိတယ် calcium phosphate magnesium fluorine iron copper manganese zinc ဒါတွေရှိတယ် iron နဲ့ copper တော့ collagen synthesis မှာအရေးကြီးတယ်ဘေးနား enzyme တွေမှတ်မြင်ထားတော့ iron coordinate hydrolysis lysis oxidase မှတ်မြင်ထားတော့ collagen synthesis မှာအရေးကြီးတယ် manganese ကတော့ connective tissue synthesis GAG synthesis စိတ်မှာကျတော့ bone matrix protein expression enzyme cofactor for bone modeling အဲ့ဒါလေးတွေအရေးကြီးတယ်အဲ့တော့ဒါတော့တမျက်နှာလုံးကြည့်ရမယ်ဒီမှာပါအရေးကြီးတယ်ဘာဖြစ်လို့ဆိုတော့ဒီကောင်ကတစ်ခုလုံးကိုပြန်ပြီးတော့ဒီအနောက်ကဒီကနေစာဆမ်မနံပါတ်40ကနေပြီးတော့ဆမ်မနံပါတ်85အထိရေးရတဲ့စာတွေကိုတမျက်နှာနဲ့မှာစုထားတဲ့အတွက်ကြောင့်မလို့ဒီဆမ်မနံပါတ်တမျက်နှာလုံးကြည့်ရလိမ့်မယ်နော်ဟုတ်ပြီနောက်ကအဲ့မှာသွားစပြီးတော့ဒီကြောင်းပြောရင်ဒီကဘယ်မှာရှိလဲဆိုရင်အဓိကငါအဓိကကဘာလဲဆိုတော့ငါးတွေရဲ့ liver wine fish liver ပေါ့အသေးတွေမှာရှိတဲ့အစီရယ်ငါးကြီးစီပေါ့ကွာပြီးရင်နောက်က egg yolk ကျုပ်အနေနဲ့ fortified food step fortified food step ဆိုတာကရဟိုဟာမျိုးပေါ့နော်အာဟာရပြည့်အစားအသောက်တွေပေါ့ဟိုမှာနွားနို့လိုဟာမျိုးနွားနို့မှာအဓိကပါတယ်ပြီးရင် small bony fish ရိုးပါတဲ့ငါးသေးလေးတွေမှာပါတယ် vitamin D ဒီကနေရတယ်ဆရာတို့ခန္ဓာကိုယ်ကလည်းတဘာဝအတိုင်းကတဘာဝနေပြီးတော့ skin ကနေပြီးတော့နေအောင်ရလို့ရှိရင် melanin ရဲ့တစ်စင်ထုတ်တာမျိုးတွေ vitamin D ထုတ်တာရှိတယ်အဲ့တော့ vitamin D ကတော့ form နှစ်ခုရှိရင်2နဲ့3နဲ့ပေါ့နော်ဆရာအဲ့လို1အပြည့်ရှိတယ်1ကလည်းရှိတယ်နော် calciferol alcoholciferol cholecalciferol ဒီလိုမျိုးရှိတယ်
ဒီ compound နာမည်တော့သိရမယ်2ကို algocalciferol ကိုခေါ်တာသိရမယ်3ကို cholecalciferol ဆိုတာသိရမယ်ဘေးနာဟာတော့မလို့2ကကျတော့ plant မှာအဓိကမြင်ရတယ်3ကကျတော့ animal မှာမြင်ရတယ်အဲ့ဒါကိုသိရမယ်ဒီ compound ကိုမှတ်ရမယ်2ဆိုရင် algocalciferol 3ဆိုရင် cholecalciferol ဆရာတို့လိုက်ရွတ်မယ်နော်အဲ့မှာကိုအောင်မရွတ်တတ်မှာဆို algocalciferol ရွတ် algocalciferol cholecalciferol အဲ့ compound တော့ foundation ရမှာမရှိဘူးဒါသူ့နာမည်ပဲဆိုနာမည်မို့လို့ကြည့်ရမယ်အဲ့တော့2က algocalciferol သူကအပင်မှာအဓိကတွေ့ရတာ3ကကျတော့ cholecalciferol ဆို animals မှာအဓိကတွေ့ရသူ source တွေသိရမယ်လူတယောက်ကသမီးရေဗီတာမင် D ကဘယ်နှမှာရလဲဆိုရင် fish liver oil ငါးကြီးစီရဲ့အသားတွေပြီးလို့ရှိရင်ဒီကျုပ်အနှစ်တွေ fortified food stat တွေပြီးနွားနို့မှာအဓိကတွေ့တယ် bony fish တွေမှာရတယ်လို့ပြန်ပြောတတ်ရမယ်နော်ဒီ requirement သိအများမလို့10 microgram ကနေပြီးတော့ဒါမှမဟုတ်ရင်400 IUs ဆို international unit လောက်တောက်ရင်ရတယ် daily ကအဲ့လောက်ပဲဒါပေမဲ့တချို့လူတွေ vitamin D deficient ဖြစ်နေတဲ့လူတွေကြတော့နည်းနည်းပို့ပြီးတော့တောက်ရတယ်ပေါ့နော်အိမ်မှာလဲလူကြီးတွေဝယ်ရတဲ့ဘူးတွေရှိတာလိမ့်မယ်ဆေးရုံဘူးတွေ vitamin D3 ဆိုပြီးတော့တောက်နေကြတဲ့လူတွေလည်းရှိတယ်ကိုဗစ်တော့နာမည်ကြီး D3 တောက်ဆိုကောင်းတယ်ဆိုပြီးတော့နော်ငါဘာမှတော့မဆိုင်အော်ဒါတွေကမလို့ဒီအိမ်မတမက်နာတော့မလို့ဒါလည်းမလို့ဒီစမ42 43မလို့နော်မလို့အဲ့တွေကမသိလဲရဒီကောင်မလို့ဒီကောင်ကဒီမှာ enzyme တွေရေးရတာကွာနော်သူက nucleus မှာ dimer တွေထုတ်တယ် gene transcription protein synthesis လုပ်တယ် pyrosolid မှာလုပ်တာတိတ်အေးမကြည့်ဘူးနော်ဒါမှမ steroid ဆိုတာသိရမယ်နော်ဒီဆိုတာ steroid hormone နဲ့မှာပါတယ်အဲ့မှာနော် hormone of steroid ကအဲ့ဒါမှတ်ပြီးလို့ရှိရင် gene expression regulate လုပ်တယ်ဆိုတာအဲ့ဒါမှတ်ရမယ်ပြီးတော့ active form 1 2 DHCC ဆိုတာအဲ့ဒါမှတ် active form DHCC ရဲ့အရှိက dehydroxycholecalciferol ဆိုတာနော်အဲ့ဒါမီးတယ်steroid သူက steroid အမျိုးအစား vitamin အခုနပြောတဲ့ A ရယ် D ရယ် C မပါဘူး A ရယ် D ရယ် K ရယ်ကျတော့သူကအစီရလာ fat ကနေပြီးဖြစ်လာတဲ့ဟာ fat ကနေဖြစ်လာတာသူပြီး steroid hormone အမျိုးအစားထဲမှာပါ steroid တွေဘာလဲဆိုတော့ steroid တွေဘာလဲဆိုတော့ဟိုမှာသင်ရနိုင်မယ်pharmaco မှာသင်ရနိုင်မယ်နော်တော့ steroid အမျိုးအစားသူကဘာလို့လဲဆို cell တွေရဲ့ gene expression ကိုသူထိန်းပြီးတယ်ကြားတော့ထားလိုက်တော့ပြီးရင်သူရဲ့ active form 1 2 DHCC ဆိုတဲ့ဟာအရေးကြီးတယ်နော်အဲ့ကောင်အရေးကြီးတယ်ပြီးရင်သူက bone mineralization အဓိကအလုပ်လုပ်တာ bone mineralization ဆိုတာအယိုး cells တွေဖြစ်အောင်လို့ minerals တွေကိုလာစုပေးတာ bone mineralization ဒါကထားရတာနောက်မှလည်းပါ1 2 3 4 5အဲ့ဒါကခုနအဒီဘွားဟာကိုပြန်ပြီးရည်ရပြန်ဆွဲရမလို့ဒါတခုတော့ရှုပ်နေတယ်နော်ရှုပ်နေရဆိုတော့ဆရာတက်လိုက်တော့ရှင်းအောင်လို့ဆရာပြောလိုက်မှသူကမြားနေလဲရှုပ်ချက်ခတ်နေတယ်ဆိုတော့သူကဗီတာမင် D တခုကရောက်လာလဲဆိုလို့ရှိရင်သူ့ရဲ့သွားတဲ့နေရာ intestine ရှိရယ် bone ရှိရယ် kidney ရှိရယ်၃ခုရှိရယ်နော် intestine မှာဆိုလို့ရှိရင်အဓိကဘာဖြစ်စေလဲဆိုရင်ဒီအောက်ကကြားရ step တွေခဏကြားရ step တွေကြော်ရတော့ဒါဘာလဲဆိုတော့ intestinal calcium နဲ့ phosphate absorption ကိုပို့ပြီးတော့များစေတယ်အဲ့ဒါမှဟုတ်နော်နောက်မှလည်းသူရေးပေးထားပါတယ်နော်နောက်မှလည်းသူရေးပေးရတယ်ဘုံမှာကျတော့ဘုံကလည်းသွားလိုက်လို့ရှိရင်ဘုံကသူဟိုနေ့ကဆရာတို့ဟိုဆရာမကြီးစောက်တယ်မှာရေးရတာ vitamin D က function နှစ်ခုရှိတယ် bone resorption ရောဒီ bone mineralization နှစ်ခုလုံးဖြစ်စေတယ်အဲ့ဒါမှဘာလို့လဲဆိုတော့ तू က osteoclast ကို osteoblast ကိုနှစ်ခုလုံးလာသွားတာ osteoblast ကနေပြီးတော့ rank above ဝေးတဲ့ဆင်း तू က bone resorption ဖြစ်သွားတာဟုတ်နော်အဲ့ဒါဖြစ်သွားတယ်osteoblast မှာဆိုရင် bone mineralization ဖြစ်တယ် bone matrix protein synthesis တွေဖြစ်တယ်အဲ့ဒါနော်အဲ့လိုတခုနဲ့ချိတ်ဆက်နေတာခုနကလည်း intestine ဘက်ကသွားတဲ့ calcium phosphate တွေကဆုတ်တာများတဲ့ခါကျတော့ serum ထဲမှာအဲ့ကောင်လေး level တက်လာတဲ့ခါကျတော့ဒီယူလာတဲ့ calcium နဲ့ phosphate mineralization နဲ့ bone mineralization ကိုဖြစ်စေတယ်ဒီမြောက်ပြောတာညဟုတ်ရပါတယ်နော်ဟုတ်ပြီနောက်က kidney ကကျတော့သူက kidney ကကျူပြူကနေပဲ calcium နဲ့ phosphate ကို reabsorption ပြန်ဆုတ်တဲ့ဟာကိုဆိုတက်အောင်လုပ်ပြီးရယ်
ရ enzyme တွေကြော်လိုက်မလို့ 1 alpha hydroxylase 24 hydroxylase ကထားရတော့မလို့နော်အဲ့တော့သူကဒီ1 alpha hydroxylase ကိုသူကပိတ်လိုက်တဲ့အခါကျလို့ရှိရင်ဗီတာမင် D ကသူ့ကိုယ်လိုမများအောင်လို့သူ negative cycle နဲ့သူနှိပ်ပေးတာ negative feedback နဲ့ထားပေးတာပေါ့နော်negative feedback ဆိုတာဘာလဲဆိုတော့ physio မှာ day 1နဲ့ဆရာပြောပြီး negative feedback ဆိုတာဘာလဲဆိုတာပြောပြီးပြီပြီးသွားရင်24 hydroxylase ဆိုတဲ့ enzyme တစ်ခုကိုသူ stimulate လုပ်ပြီးတော့ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့ active form မဟုတ်တဲ့ active metabolite 24 25 DHCC ပြောင်းဖြစ်ပြောင်းပြီးတော့ထားလာတယ်နာအဲ့တော့သူ့ရဲ့ function တွေမှာပြန်စုတယ်ဒီတမက်နာအရေးကြီးတယ်ဒါတော့အကုန်ကြည့်ရမှာနော်တမက်နာမှာ40ခွန်အကုန်ကြည့်ရမယ် intestine မှာ intestinal focus and phosphate absorption bone muscle bone mineralization medial osteoclastic bone resorption increase renal tubular calcium and phosphate resorption အဲ့ကြည့်ရမယ်အဲ့မသိလို့မရအောင်ကြည့်ရမယ်နော်ကြည့်ရမှာတိတ်အများကြီးတော့မဟုတ်ဘူးတိတ်အများကြီးတော့မဟုတ်ဘူးပထမဆမ်းမမှာ40ရယ်41ကနေဒီမှာ D2 က plant alcoholic acid fraud D3 က cholic acid fraud animal မှာပါတယ် source ကပါတယ်လေ daily requirement ဘယ်လောက်လဲအဲ့ဒါသိရမယ်400 IU လောက်သိရင်ရပြီ microgram နဲ့အပြင်မှာသိပြောလို့မချင်400 IU လောက်သိရင်ရပြီဒါမှမလို့နော်ဒါမှမလို့ steroid ဆိုတဲ့ဟာရဲ့ gene expression regulate လုပ်တာရဲ့ active form က1 to DHCC ရဲ့ bone mineralization မှာ essential ဖြစ်တဲ့ဟာရဲ့ဒီဟာတွေမလို့ထားလိုက်တော့ဒီဟာကြီးကိုတော့အလို့ရတာမလို့ဒီကောင်ရရင်ရပြီစမ်းမှန်နံပါတ်40ခွန်အလို့ရမယ်နော်အဲ့ကြည့်ရမယ် intestine မှာ intestinal calcium နဲ့ phosphate absorption bone မှာဆိုရင် bone mineralization osteoclastic bone resorption mediate လုပ်တယ် kidney မှာဆိုလို့ရှိရင် increase renal tubular calcium နဲ့ phosphate resorption အဲ့ဒါသိရမယ်ဒီရနော်ဟုတ်ရပါတယ်အဲ့ဒါသိရမယ်ပြီးအဲ့ကောင်နဲ့မလုပ်နိုင်တော့ဘူးဆိုရင်ဆရာတို့ခိုးနေရပြောတဲ့ osteomalacia osteomalacia နဲ့ rickets ဆိုတာဖြစ်တယ် rickets ကကျတော့ကလေးမှာဖြစ်တာ osteomalacia ကတော့ adult မှာဖြစ်တာဒါကဆရာတို့ဟိုနေ့ရက်ထဲကပြောပြီးပြီနော်အဲ့တော့ vitamin D deficient ဖြစ်တာဘာဖြစ်လို့လဲဆိုတော့ sunlight exposure ကောမရလို့လေပြီးတော့ kidney ကနေပြီးတော့ bone calcium kidney ကနေပြီးတော့ဒီယောဂတွေဖြစ်တဲ့အခါကျတော့ရှင်ဗီတာမင် D ရဲ့ deficiency ဖြစ်ပြီးတော့ဘောနော်ဗီတာမင် D deficiency ဖြစ်ပြီးတော့ကနေကနေ calcium နဲ့ phosphate ကိုပြန်မစုံတော့ CKD မှာဖြစ်တယ် fat mass absorption ဗီတာမင် D ကိုစုပ်တာကို absorb ဒီ interferon လို့တာ interferon ကနှောက်ယှက်ဟန်တာတဲ့ကောင်တွေမှာဥမာ corticosteroids တွေ sedatives တွေ anticonvulsants တွေcorticosteroid ဆိုတာကဆရာတို့ hormone တွေပဲ steroid hormone တွေဟော်မုန်းတွေပေါ့နော်ဥမာယောက်ျားတွေဆိုလို့ရှိရင်မာဆယ်ကြည့်အောင်ထိုးတဲ့တဆိုစတီရိုလိုမျိုးဟာမျိုးအဲ့လိုမျိုးဟော်မုန်းတွေအဲ့ကောင်တွေကဗီတာမင် D ကိုစုပ်တာကိုဒီကောင်က interfere လုပ်တယ် interfere ဆိုတာဟန်တာတယ်ပေါ့နော် sedative ဆိုတာအိတ်ဆေးတွေ anticonvulsant ဆိုတာကအတက်ပြောက်ဆေးတွေနော်အဲ့ဆေးတွေကဗီတာမင် D နဲ့ဆိုမတည့်ဘူးတွဲတောက်လို့မရအောင်pharmaco မှာတွဲတောက်လို့မရတဲ့ဟာတွေပြောလိုက်မယ်ဒါတွေကဗီတာမင် D တောက်တဲ့အခါကျလို့ရှိရင်ဒီဆေးနဲ့တွဲတောက်လို့မရဘူးဆိုတာသိရမယ်ဒီတမက်နာအရေးကြီးရနော်ဒီတမက်နာကြည့်ရမယ်ဟုတ်ဒီတမက်နာကြည့်ရမယ်အဲ့ဒါကြည့်ရမယ်ပြီးရင်ကလေးမှာဆို rickets လူကြီးမှာဆို Malaysia renal osteodystrophy ဆိုရဲဟာရှိတယ်သူကကြတော့ဒီ vitamin D ကို active form မပြောင်းနိုင်ဗီတာမင် D active form မဟုတ်တဲ့အတွက်ကြောင့်မလို့သူကသူကလုံးမလုံးတော့ calcium နဲ့ phosphate resorption မရဘူးမရတော့ hypocalcemia hyperphosphatemia တွေဖြစ်ပြီးတော့ bone demineralization ဘုံတွေပြိုကွဲတဲ့ဟာမျိုးအဲ့ဘက်တွေပဲရောက်သွားတယ်နော်ဒါ rickets ရဲ့ပုံ6ခွင်နေတာအဲ့လိုမျိုးပေါ့နော် rickets rosary လို့ခေါ်တဲ့ရိုးတွေအဲ့လိုမျိုးငေါထွက်နေတာဘိုးလက်လို့ခေါ်တဲ့အဲ့လိုခွင်ပြီးတော့အဲ့လိုဖြစ်နေတာဒီမှာနော်ဒါတွေက frontal bossing ဆိုတော့နှစ်ဖူးကြီးမောက်နေတာပြီးရင်ဒီမှာဦးကောင်းကဥယျာဉ်ပြားကြီးခြိုက်နေတာဒီမှာ rosary လို့ခေါ်တဲ့စီလေးတွေဖြစ်နေတာနိုင်ရိုးကဒီမှာစီလေးဖြစ်နေတော့တွေ့လားဟုတ်ricket ဒါ ricket ပေါ့နော်တော့ ricket ကဘာအကြောင်းလဲဆိုတာအဲ့ဒါလေးပေါ့အဓိကသူ့ရဲ့ key function က bow leg ရယ် knock knee ရယ် rickets rosary လို့ခေါ်တာဟာလေ frontal bossing cranial tabies လို့ခေါ်တဲ့ဒီလိုဟာမျိုးရယ်ပြီးရင် delay anterior frontal closure ဟိုပါပေါ့ငယ်တိတ်မပိတ်ဘူးပေါ့နော်အဲ့ဒါလေးတွေပြကြံချက်ဆိုလို့ခေါ်တဲ့ချင်းဟိုဟာကြီးချက်စီကမောက်နေတာဟာမျိုးတွေအဲ့ဒါမျိုးတွေအဓိကတွေ့ရတယ်နော်ဟုတ်ပြီဗီတာမင် D ကဗ
vitamin ရဲ့ deficiency တွေဆရာတို့ပြောဘူးdeficiency ရဲ့ Malaysia ကဆရာတို့ပြောဘူးဒါခုနကဟာပဲပြောရတာ toxicity ဆိုလို့ရှိရင်တော့ vitamin D တွေအများများလာရင်လိုအပ်တဲ့ဟာပိုတောက်လို့ရှိရင်ကြောက်တယ်အဲ့လောက်သိရင်ရပြီအဲ့တော့ hypercalcemia ဖြစ်ပြီးတော့ nephrocalcinosis ဆိုလို့ခေါ်တယ်ကြောက်တယ်ကြောက်ကမှကြောက်တယ်အဲ့ဒါသိရင်ရတော့ပြီနော် okay နောက်က A ကကြတော့ပုံစံအများကြီးရှိရင်ဒါဆရာတို့skin care မှာတုံးတဲ့ retinol ဆိုတာရှိတယ်နော်ပြီးတော့ renal dehyde ဆိုdehyde ဆိုတာရှိတယ် renal dehyde ဆိုတာရှိတယ် retinal dehyde ဆိုတာရှိတယ်ပြီး retinoic acid ဆိုတာရှိတယ် skin care မှာပါတယ်ဘာလို့ skin care မှာအကောင်တွေကပါလဲဆိုတော့ तू ကဒီतू ကဘာဖြစ်လဲဆိုတော့ဒီ carotenoid တွေရော propatamin တွေက तू ကဘာဖြစ်လဲဆိုတော့အဲ့ကောင်တွေက anti အထူးသဖြင့် beta carotene ပေါ့နော် beta carotene ဆိုတဲ့ beta carotene ဆိုတဲ့ဒီ compound က antioxidant action ရှိတယ် antioxidant ဆိုတဲ့ဟာတစ်ဖက်အပြင်ကနေပြီးတော့ကိုယ် cells တွေကိုလာဖျက်ဆီးတဲ့ဟာကိုကာကွယ်ပေးတဲ့ function ရှိတယ်အဲ့တော့ vitamin A ကအဓိကဘယ်မှာများလဲဆိုတော့စိမ်းရင့်ရောင်ရွက်တွေပြီးလို့ရှိရင်ဒီအစိမ်းရောင်ရွက်တွေပြီးတော့ orange ဝါရောင်လိမ္မော်ရောင်ရှိတဲ့ဟာတွေဥပမာဆိုမုံလာဥနီလိုဟာမျိုးပေါ့မုံလာဥနီလိုပြီး broccoli တို့tomato juice တို့ tomato juice တို့အဲ့လိုမျိုး orange တို့ဒီလိုမျိုးတွေမှာတွေ့ရတယ်ပေါ့နော်မုံလာဥနီလိုပါတွေ့ရတယ်အသားတွေမှာဆိုလို့ရှိရင်တော့အသားတွေမှာဆိုရင်ဒီကောင်ကဒီအမဲရောက်ဒီအမဲသားရဲ့အမဲသားအသေးပေါ့နော်အမဲသားအသေးမှာတွေ့ရ beef liver pork liver မှာလည်းရှိရယ် sweet potatoes mango အဲ့မှာတွေ့ရတယ်နော်အဲ့သူ့ရဲ့ source တွေကဘယ်နားမှာလဲပြောရင်အဲ့လိုမျိုးသိရမယ်ဒီကော dark green and deep orange vegetables and fruits အဲ့ဒါသိရမယ် fortified milk အဲ့ဒီမှာပါတော့သိရမယ်ပြီးရင်ဒီမှာ beef liver sweet potatoes mango အဲ့မှာတွေ့ပါဆိုတော့သိရမယ်အဲ့ဒါသိရမယ်နော်အဲ့တော့ဒီတမက်နာတော့အရေးကြီးတယ်စမ်းမမ53တမက်နာလုံးတမက်နာလုံးအဲ့ဒါဖတ်မယ်အဲ့ဖတ်ကြည့်အောင်ဒီမှာပြင်းနေတာဖတ်ကြည့်အောင် Role in vision, regulation of gene expression and cell differentiation, maintenance of integrity of specialized epithelial tissues, role in growth of skeleton and soft tissues, role in synthesis of membrane glycoproteins, antioxidant actions of beta carotene, contribution to immune function. โอเคဒီကောင်ကသူကဒီတစ်ခုတကြောင်းချင်းစီဆရာအသေးစိတ်မပြောဘာဖြစ်လို့လဲဆိုတော့တကြောင်းချင်းစီကရှင်းမကရှင်း chemical process တွေအများကြီးပဲနော်ရန် complicated ဖြစ်တယ်အဲ့တော့လိုအပ်တာအဲ့ဒါလောက်ပဲလိုအပ်တာလောက်ပဲပြောမယ်ဆရာတို့ညနေတုန်းကကြိတ်မြတ်သိမ့်ယောဂါတွေပါကြားဘူးလားမသိမကြားဘူးညဝယ်မှတ်တယ်ကွာကြိတ်မြတ်သိမ့်ယောဂါကြက်မြတ်သိမ့်ယောဂါဆိုတာကမျက်လုံးမှာဗီတာမင် A ချို့တဲ့အခါကျတော့မျက်လုံးတွေခြောက်ပြီးတော့ဖြစ်တာဟုတ်အဲ့နော်ကျမြတ်သိကျမြတ်သိမ့်ယောဂါနော်ကျမြတ်သိမ့်ယောဂါဆိုတာညဘက်မှောင်တဲ့အချိန်မှာအမြင်အာရုံဝေသွားတာပြောတာနော်အဲ့ဘာဖြစ်လို့လဲဆိုတော့ဆရာတို့ဒီ night vision ရှိရယ်ဆရာတို့ရဲ့မျက်လုံးက night vision ရှိရယ်မရောလို့အဲ့တဲ့အခါကျတော့ရှင်မီးအမှောင်ချလိုက်မီးအမှောင်ချလိုက်တဲ့အခါကျတော့ရှင်အခန်းကလုံးဝမှောင်သွားတာမဟုတ်နည်းနည်းတော့မြင်ရတာသိလားဟုတ်နော်နည်းနည်းတော့မြင်ရတယ်ဆိုတာကအဲ့ဆရာတို့ရဲ့ retina ထဲမှာအဲ့ခုံးတဲ့ rods တွေဆိုတဲ့အဲ့ဒီ retina နား cells တွေရှိအဲ့ rods တွေရဲ့အဓိက function ပေါ့နော် retina မှာအဲ့ rods တွေရဲ့ function အဲ့ rods တွေကိုအဓိကလုပ်ပေးရကောင်က vitamin A ပဲညဘက်ကြလို့ရှိရင်ကျတော့အယောင်တော့မခွဲနိုင်မယောင်လို့ရှိရင်ကိုမယောင်လို့ရှိရင်ကိုအိမ်မှာမီးအမှောင်ချပြီးတော့နေကြည့်ပစ္စည်းရောနည်းနည်းတော့မြင်ရေးလေးမြင်ရတယ်ဒါပေမဲ့အသေးကွဲတော့မဟုတ်သိလားဟုတ်ကွဲတော့မဟုတ်ဘူးအယောင်တော့တခြားမခွဲနိုင်ဘူးဒါပေမဲ့ပ
စီးဆိုတာဘာပေါ်နေရလဲအဲ့တော့မြင်ရတယ်နော်တရိတ်ဆိုင်တွေမှာတော့ပိုပြီးကြီးလင်းမြင်ရတော့ပေါ့အမှကြွက်တွေလို့ကြောင်လို့ဇီးကွက်လို့ဒီကောင်တွေကကျတော့တို့မှာဒီ receptor တွေကပုံများတယ် receptor တွေကပုံများတဲ့ခါကျတို့ကညအမှောင်ထဲမှာလည်းကွဲမြင်ရဆရာတို့လူကြတော့အဲ့လောက်မများဘူး ross တွေအဲ့လောက်မများဘူးမများတော့ဆရာတို့ကမြင်တော့မြင်ရတယ်ဒါပေမဲ့အရင်တဲကွဲမမြင်အောင်အဲ့ဒီဟာ vision မှာဒီကောင်က night vision မှာအဲ့ဒီဘာနာမည်အေးကအရေးကြီးအခန်းကဏ္ဍမှာပါတယ်နောက်က cell differentiation gene expression cells တွေကို mitosis meiosis လုပ်တဲ့ mitosis meiosis လုပ်ဖြစ်ပြီးတော့ differentiation ခွဲတဲ့အခါမှာဘာနာမည်အေးကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်ပြီးတော့ epithelial tissue လို့ဖြစ်တဲ့ cells အထူးပဲ skin ပေါ့နော် skin မှာနောက်နေဖြစ်အောင်လို့ integrity နောက်နေဖြစ်အောင် maintenance ထိန်းထားပေးရတယ် skeletal muscles တွေ soft tissues တွေ skeletal muscle မှာ skeleton နဲ့ soft tissue တွေမှာဟိုကြီးထွားအောင်လို့ဒီကောင်ကအခန်းကဏ္ဍတစ်ခုမှာပါတယ် Grammin ganglion proteins တွေမဲ့ synthesis ထုတ်လုပ်တဲ့အနေအမှာအခန်းကဏ္ဍမှာပါတယ်ခုနပြောထားတဲ့ beta carotene ဆိုရင်အဲ့ဒီ oxidant action ရှိရယ် immune function မှာလည်းပါတယ်အဲ့တော့ဒါကဒီတမျက်နှာလုံးကကြက်ကိုကြက်ရမယ်တဲ့မှာပါတယ်တမျက်နှာလုံးနဲ့အသေးစိတ်ကကြတော့သူ့သက်ဆိုင်ရာအခန်းထဲမှာအသေးစိတ်ထပ်ပြီးတော့သင်ပါလိမ့်မယ်လောလောဆယ်ဆရာအကောင်လုံးအသေးစိတ်ကိုလိုက်ပြောရှင်လုံရင်းမရောက်မှာဆိုလို့မပြောတော့ဘူးဒီတမျက်နှာလုံးကကြက်ရမယ်နော်ဟုတ်ပြီဒါမလို့ဒါတွေက RXR တွေပါတယ်အဲ့ဒါမလို့အဲ့ကြော်လိုက်တော့ဒါမလို့ regulation of gene expression cell division ဆိုတာဘယ်လိုမျိုးလဲဆိုတာရှင်းပြတာသူကဒီမှာဒီ protein receptor ကိုပေါင်းတယ်ဒီမှာ protein receptor ပေါင်းပြီး complex ကိုတွားတယ် translation expression အဲ့ဒီနေရာမှာသူကခိုင်ဒီမှာ number 3ပေါ့နော်ဒီမှာလဲ transcription နေရာမှာလဲ mRNA ကိစ္စတွေမှာလဲ mRNA နဲ့ DNA translation လုပ်တဲ့အခါမှာလဲဒီကောင်ကဒီအခန်းကဏ္ဍမှာပါတယ်ပြီးရင်အဲ့ mRNA ကနေထုတ်ပြီးတော့ translation လုပ်ပြီးတော့ protein synthesis နေရာမှာလဲဒီကောင်ကအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်ဒီ number 1 2 3 4 5ကခုနအပေါ်မှာရှိတဲ့ vitamin D ကပြခဲ့တဲ့အပုံတိုင်းပဲအဲ့ဒါပဲဒီတမက်လာမလို့မသိတဲ့ကိစ္စမရှိဘူးနော်ဒါလိုပဲဆက်မနံပါတ်55တမက်လာတော့အလို့ရမှာဖတ်ကြည့်အောင် Facilitate growth of skeleton and soft tissues by promoting mucopolysaccharide synthesis, stimulating vessel growth, and production of collagen and elastic fibers. Accelerate skin cell turnover that's used for sunburn, acne, and wrinkles. Vitamin A deficiency inhibits proper bone formation and growth. Vitamin A excess accelerates ossification of the epiphyseal plates. Deficiency or excess of vitamin A results in small stature. Okay ပထမစချင်းကသူက mucopolysaccharide လို့ခေါ်တဲ့ glycoprotein တွေပေါ့နော်အဲ့ဒီ polysaccharide တွေpolysaccharide တွေမလာငင်မှာလာတဲ့ polysaccharide တွေကိုဒီကောင်တွေက growth process ကိုဖြစ်စေတယ် vessel growth တွေကို stimulate လုပ်ပေးတယ် collagen elastic fiber တွေဒီကောင်ထွက်အောင်လုပ်ပေးတယ်ဒါကကျောင်းသားအတွက်ရှင်းအောင်လို့ရေးရတာတကယ်တမ်းပြောမယ်ဆိုရင်ဒီမှာ factor တွေအများရှိတယ် vascular growth VGF လိုမျိုးဟာမျိုးတွေအများကြီးပဲ collagen elastic fiber တွေအဲ့ကောင်တွေကိုလောက်တဲ့အသေးစိတ် mechanism တွေရှိရယ်ဒါပေမဲ့မလို့ဒါကကို biochemistry ဆန်သွားနေမှာမလို့အဲ့တော့ဒီလောက်သိရလို့ရတယ်နောက်မှသူ့ရဲ့ process တွေရှိဒီမှာရေးရတဲ့ဆက်ကြောင်းတိုင်းမှာသူ့အနောက်မှာဖြစ်နေတဲ့ chemical process တွေအများကြီးပဲအသေးစိတ်ဟာတွေကတော့မလို့တဲ့ကြောင့်ဒီလောက်ပဲအမှနော်ပြီးရင် vitamin A ကခန္ဓာကိုယ်ရဲ့ skin မှာရှိတဲ့ turnover cell turnover ကိုများစေတယ်ကြောင့် old cells တွေကိုတေးအောင် old cells တွေကိုဖြတ်ပြီးတော့ new cells တွေပေါ်အောင်လုပ်ပြီးအဲ့တော့ vitamin A လေးလိမ့်ပြီးခါကြလို့ရှိရင် acne တွေ wet chan လို့ wrinkles အသားရည်တွန့်လာရင်တက်တာဟုတ် vitamin A က vitamin A မရှိဘူးဆိုရင် bone growth တွေမရဘူး bone formation တွေမရပြဿနာတက်နိုင်တယ် vitamin D လိုမျိုး vitamin D deficiency လိုမျိုးယောဂတွေဖြစ်နိုင်တယ် vitamin A များသွားတဲ့ခါကျတော့ရှင် epiphyseal plate မှာ epiphyseal plate ဆိုတာက epiphysis နဲ့ metaphysis ခြားမှာရှိတဲ့ plate ကိုနေ့ကတော့ပြောခဲ့တယ်အဲ့နေရာမှာဘလို့ up and ossification တွေဖြစ်တာမျိုးရှိတယ်အယိုးတွေစုတာမျိုးပေါ့နော် vitamin A များတာပဲဖြစ်နေရဖြစ်သူကတော့အရပူကွာနဲ့ dwarfism ပုံစံမျိုး small stature လို့မျိုးသူဖြစ်နိုင်တယ်ရပြီဒါပေမဲ့အဲ့လောက်သိရပြီဒီတမက်နာကြက်မယ်တော်တော်ကြက်လို့မပြောဒီတမက်နာကြက်မယ်ဒီမှာရှေ့ပစ္စည်းတွေဘယ်ရရလဲအဲ့ဒါကြက်မယ်
ဒီမှာရှိရ compound 3ကို retinaldehyde ပြီးလို့ရှိရင်နောက်ခုက retinoic acid beta carotene အဲ့ဒါသိရမယ်ဟာနော်ဟိုကဒီရဲ့ compound တွေကိုသိရမယ်135 DHCC ဆိုတဲ့ဟာရယ်နော်D2 ကို algocalciferol D3 ကျတော့ cholecalciferol အဲ့လိုခေါ်ရဆိုတော့သိရမယ်အဲ့ဒါတွေကမေးရဆရာတို့က fiber မှာမေးရနှုတ်ဖြေပေါ့နော်နှုတ်ဖြေမှာမေးရ compound တွေကို vitamin A ကနာမည်သူ့ရဲ့ chemical compound နာမည်ဘယ်လိုခေါ်လဲ vitamin D က chemical compound နာမည်ဘယ်လိုခေါ်လဲတခုချင်းစီမှာကိုယ် chemical compound နာမည်တွေရှိတယ် C ရတော့ ascorbic acid လို့ခေါ်တယ်ဆိုတော့ BBI ကလာတဲ့ civic ဆေးပြားတွေမှာဆိုရင်ရေးရ ascorbic acid ဆိုပြီးတော့ vitamin C ရတော့သူကရိုးရှင်းပါတယ်သူကရှိတဲ့နေရာတွေကချင်းတဲ့ပစ္စည်းတွေမှန်တယ်များအကုန်ပါတယ်အများဆုံးကတော့ဆရာတံပြာသီးလိုမျိုးနေရာမျိုးတံပြာသီးနည်းသီး strawberry broccoli ပန်းစိမ်းပေါ့နော် broccoli ပန်းစိမ်းပြီးတော့နောက်ခုက red bell pepper ကငရုတ်ဘွားအကြီးပေါ့နော် kiwi brussels sprouts ကပါလဲပြနိုင်မယ်နော်သိရ Brussels sprout သိရနော် okay အဲ့မြန်မာလိုမခေါ်တော့ဘူး Brussels sprout မြန်မာဘယ်လိုခေါ်မြန်မာလိုအဲ့ဘာမှမရှိဘူးလားလို့မြန်မာမရှိဘူးမခေါ်တော့ဘူးပြီးတော့တေးလေး ကိုပဲတေးလေးပဲပြောအောင်အဲ့ဒါနော်အဲ့မှာတွေတွေ့ရတယ်နော်ဒီကတော့ချင်တဲ့ product တွေမှာတွေ့ရလေရှိချင်တဲ့ဟာတွေတညာသီးတော့အများဆုံးပဲတညာသီးကတော့များတယ်တညာသီးနည်းနည်းသီးအခုဆိုနည်းနည်းသီးပေါ်တဲ့ຢာသီးမှာနည်းနည်းသီးစားရင်ဗီတာမင် C များတယ်ဗီတာမင် C ကောင်းတယ်အိမ်မှုကောင်းတယ်ဗီတာမင် C နော်ချင်တဲ့အသီးတွေမှာအကုန်ပါတယ်နော် strawberry တွေနည်းနည်းသီးတွေလိမ္မော်သီးတွေအဲ့တော့ကျွဲကောသီးအဲ့ဒီ citrus fruit တွေအမျိုးတွေပေါ့ကပလာသီးတို့အဲ့ဒီအမျိုးအစားတွေမှာအကုန်လုံးမှာဗီတာမင် C ကပါတယ်ငရုတ်ဘွားတွေမှာပါတယ် kiwi မှာပါတယ်ခေါ်ပြီးတော့တေးလေးလို့ခေါ်တယ် Brussels sprouts တွေမှာပါတယ်နောက်မှရှိရဗီတာမင် C metabolism မလို့အဲ့ကရမ်းများအောင်လေဘေးနားမှာဟိုမှာ organic ဟာတွေရေးရတာဒီမှာဒီ Google ရဲ့ force ပဲဒီ Google ရဲ့ app မလို့ထားလိုက်နော်ဒါအရေးကြီးတယ်အဲ့မှာ compound တစ်ခုရှိရယ်ဂူနိုနိုလက်တုံးအောက်ဆီဒေ့အဲ့ဒါလိုက်ဖက်အောင်ဂူနိုနိုလက်တုံးအောက်ဆီဒေ့ဖတ်ဂူနိုလက်တုံးအောက်ဆီဒေ့ဂူနိုလက်တုံးအောက်ဆီဒေ့အဲ့ဒါကဆရာတို့လူခန္ဓာကိုယ်မှာမရှိဘူးတရိษံတွေတော့သူ့ဘာနဲ့သူထောက်နိုင်တယ်ဒါပေမဲ့လူခန္ဓာကိုယ်မှာမရှိဘူးသူကတခြားတရိษံတွေကသူတို့ခန္ဓာကိုယ်ထဲမှာသူကဒီ hexo sugar ကနေပြီးတော့ derivative ထုတ်ပြီးတော့ uronic acid ဆိုတဲ့ compound ကနေglucose ကနေပြီးတော့ဒီ uronic acid ကိုထုတ်ပြီးတော့ဒီအဲ့ဒီဟာကို uronic acid ဆိုတဲ့ပတ်ဝေးကနေထုတ်ပြီးတော့သူက vitamin C ကိုသူ့အနေနဲ့သူ synthesis လုပ်နိုင်တယ်ခန္ဓာကိုယ်ထဲမှာဒါပေမဲ့ cell လူတွေက synthesis ကိုမလုပ်နိုင်ဘူး vitamin C က cell လူခန္ဓာကိုယ်ထဲမှာမထုတ်နိုင်ဘူးတရိษံတွေကတော့ရတယ်မထုတ်နိုင်တဲ့ကောင်တွေကတော့အဲ့မှာလူတွေတို့ chimpanzee တို့ higher primates တွေဖြစ်တဲ့လူဝုံတို့မြောက်ဝုံတို့fruit eating bats guinea pig အထားတော့အဲ့ပြောင်းနဲ့ရေးရတဲ့သိအရေးမကြီးဘူးလူမထုတ်နိုင်ဘူးဆိုတော့သိရပြီလူကမထုတ်နိုင်လဲဆိုတော့ကုနိုလက်တုံးအောက်ဆီဒေ့ဆိုတဲ့ algono လက်တုံးအောက်ဆီဒေ့ဆိုတဲ့ဒီ enzyme မပါလို့အဲ့တော့မိကုန်းမှာလူတွေကဘာလို့မထုတ်နိုင်ဘူးလို့ပြောလဲဆိုလို့ရှိရင်ဒီ enzyme မပါဘူးလို့ပြောတာမယ်အဲ့တော့ vitamin C က तू က water soluble ဖြစ်တဲ့ဒီ vitamin ထဲမှာပါတယ် water soluble ဖြစ်တဲ့ vitamin ဖြစ်တဲ့ကြောင့်မလို့ဒီကောင်ကလေပိုင်းဖြစ်တယ်လေပိုင်းဆိုတာကအပူပေးရမျိုးလို့အသိအသားအတူပေးရအပူပေးရမျိုးလို့ဒါမှမဟုတ်ရှင်ဟိုမျိုးပေါ့အခြားသူမှားတာမျိုးလို့
အဲ့လိုမျိုးဆိုလို့ရှိရင်တော့ပြိုသွားတတ်တယ်မရှိတော့ပြိုကွဲတော့တတ်တယ်အဲ့တော့ဥမာတံမြာသီးကိုကွာဟင်းချက်နေရတဲ့ဟင်းအပူပေးနေနေအပေါ်ကညှစ်ချလိုက်ရင်တံမြာသီးထဲမှာရှိတဲ့ဗီတာမင် C ကပြတ်သွားပျက်စီးသွားရဲ့အဲ့ကောင်ပေါင်းက ဟုတ် ဗီတာမင် C ရဲ့ကောင်ပေါင်းကဒါဒီလိုမျိုးဒီကောင်ပေါင်းပေါ့နော်ဒါစကောဘေးလို့ခေါ်တယ်ဒီကောင်ပေါင်းကပြက်စီးသွားရင်မရှိတော့အဲ့ကောင်ပေါင်းဗီတာမင် C ကသူဟင်းချက်ရတဲ့ခါကျရင်ဒီကောင်တွေကဒီဘောတွေပြက်သွားတယ်မရှိတော့အဲ့လိုမျိုးနော်အဲ့တော့အဲ့လိုမျိုးအပြက်လွယ်တာကိုဆရာတို့ကအင်္ဂလိပ်လို term က lay-by လို့ခေါ်တယ်နောက်တစ်ကြောင်းကအရေးကြီးတယ်ဒီကြောင်း star ပြတာ absorbed by sodium dependent transporter in intestine အဲ့ဒါအရေးကြီးတယ် sodium က sodium dependent transporter intestine ကနေပြီးတော့ဒီကောင်ကစုပ်တယ်အရင်ဆုံးစိုက်ရင်စုပ်တဲ့အခါကျတော့တည်သွားတဲ့အခါကျရင် reduce form အနေနဲ့ဒီကောင်ကတည်သွားတယ် reduce form က ascorbic acid ကို ascorbic acid အနေနဲ့မတည်သွားဘူး reduce form အနေနဲ့တည်သွားတယ် reduce form ဆိုတာနည်းနည်းအစိတ်နှိပ်ထားတဲ့ form ပေါ့နော်ဒါမျိုးအနေနဲ့တည်သွားတယ်ဒါပြီးသွားရင်သူကနောက်ဆုံးသိရမှာ ascorbic acid က urine ထဲမှာသူကစုပ်ထုတ်လိုက်တယ်ဆိုတဲ့ဟာကိုသိရမှာအဲ့တော့ဗီတာမင် C ကပုံမှန် daily လိုတော့တစ်နေ့ကို100လောက်ဆိုရလို့100 mg လောက်ပဲလိုတယ်အများကြီးမလိုနော်ဒါပေမဲ့တချို့လူယောဂဖြစ်နေတဲ့လူတွေဆိုလို့ရှိရင်တစ်နေ့ကို200နဲ့900လောက်တောက်လို့ရတယ်1000လောက်တိရအလုံးစုံပဲ1000နဲ့တော့ကြော်ပြီးတော့မတောက်သင့်ဘူး1000နဲ့ကြော်လို့ရှိရင်သူက acetic stone ဆိုတာဖြစ်တတ်တယ်ဗီတာ acidic မဟုတ် ascorbic stone ဆိုတာဖြစ်တတ်တယ်နော် ascorbic stone ဆိုတာကဒီကြောက်ကမှာဗီတာမင် C ရဲ့ကောင်ပေါင်းတွေများလာပြီကြောက်ကလူမထုတ်နိုင်တော့မထုတ်နိုင်တဲ့အခါကျရင် stone တွေ interstitial မှာ stone တွေတက်တတ်တယ်အဲ့တော့သူ့ရဲ့ biochemical function ကဒီမှာ ascorbic acid နဲ့ dehydro ascorbic acid ဆိုနှစ်မျိုးရှိတယ် ascorbic acid reduced form dehydro ascorbic acid oxidized form ပေါ့နော်ဒီလိုမျိုးပါအဲ့သူကဒီခန္ဓာကိုယ်မှာရှိတဲ့ enzyme တွေကိုသူက enzyme တွေ cofactor ပေါ့နော် enzyme တွေကိုဒီကောင်ကအနောက်ကနေ support လုပ်ပေးကြတာဒါလေးကြည့်ရမယ်ကြည့်ရမယ်သူ့ရဲ့ role ကဘာရှိလဲဆိုရင် reducing sorry collagen synthesis မှာအရေးပါတယ် tyrosine ကနေပြီးတော့ epinephrine ထုတ်တဲ့ခါတိုင်းမှာပါတယ်tyrosine ကလည်းကောင်ပေါင်းတစ်ခုပဲ epinephrine ကကျတော့ဟော်မုန်းတစ်မျိုးပဲ steroid genesis bile acid synthesis ဒါတွေကကြည့်ရမယ်သူဒီမှာရေးရတဲ့ချောင်းချင်းစီကနောက်မှာဖြစ်သွားတဲ့ chemical process တွေအများကြီးပဲအသေးစိတ်ကတော့မလိုတဲ့ကြောင့်မို့ဆရာမပြောတော့သူ့မှာကပုံစံနှစ်ခုရှိတယ် reducing agent အနေနဲ့ဆိုလို့ရှိရင်တော့ non heme ion ကို intestine စုပ်တဲ့နေရာမှာသုံးတယ်အဲ့တော့ main ကလေးတွေတန်တဲ့အားတောက်တဲ့အခါကျလို့ရှိရင် vitamin C နဲ့တွဲတောက်ပြီးလို့ရှိရင်ပို့ပြီးတော့ effect များပို့ရတယ်အဲ့နောက်က antioxidant agent ကကြတော့အပြင်က free radical တွေ cells တွေကိုလာတိုက်တာကိုသူကကာပေးတာတယ် immune function မှာအရေးလုံးရေးကြီးရဲ့ participate in immune function ထဲမှာအရေးပါတယ်immunology အခန်းထဲမှာ vitamin C ရဲ့ role of vitamin C in immunology သက်ထပ်ပြီးတော့သင်ရပါလိမ့်မယ်အဲ့ဒါဆိုတော့ဒီလောက်ပဲမှတ်တာဒီမဲ့နာကဒီကောင်မှတ်တာဒီခုနဒီကောင်လေးရယ်ဒီအောက်က3ချောင်းပဲအဲ့ဒါမှတ်တာနော်မှတ်ရမယ်ဟုတ်မလို့ဒါမလို့ဒါလိုတယ်တမက်နာအောင်လို့61တမက်နာအောင်လို့ပဲနော်ဖတ်အောင် hydroxylation of proline and lysine residues of procollagen by ion containing ascorbic recurring hydroxylases cross-linking of collagen fibers to collagen triple helix normal collagen strength and stability role in the formation of bone matrix cartilages connective tissues wound healing and the maintenance of capillary integrity နားလည်အောင်ရင်တော့collagen synthesis မှာသူ့ရဲ့အခန်းကဏ္ဍကဘာလဲ vitamin C ရဲ့အခန်းကဏ္ဍကဘာလဲဆိုရင်proline lysine residues တွေကိုသူက hydroxylation ရေပေါင်းထည့်လိုက်တယ်ပေါင်းထည့်ပြီးတော့သူကအဲ့ဒါကိုရေပေါင်းထည့်လိုက်ပြီးတော့ collagen fibers တို့ cross linkage နှစ်ခုဆက်ပေးလိုက်တယ်ဆက်ပြီးတဲ့အခါကျတော့ collagen တွေက helix formation ဖြစ်သွားတယ် collagen helix formation ရှိတဲ့အခါကျတော့ collagen ရဲ့ normal tensile strength တွေရတယ် stability ရတယ်အဲ့ဒီ stance အဲ့ collagen ကောင်းတဲ့အတွက်ကြောင့်မလို့ခဏ collagen က bone matrix တွေ cartilage connective tissues တွေမှာ
အရေးပါတဲ့အခန်းကဏ္ဍမှာပါပြီးတော့ဆရာတို့ capillary ဆရာ wound capillary maintenance capillary integrity ကိုထိန်းထားတဲ့နေရာမှာရယ်ပြီးတော့ wound healing အနာချက်တဲ့နေရာမှာအရေးကြီးတယ်အားကြောင့်မို့ဆရာတို့ခွဲကန်းကဆရာ surgery ကဆရာတွေဆိုလို့ရှိရင်အနာရှိပြီးတော့ခွဲပြီးဝိုင်း vitamin C ကိုတိုက်တယ်တနေ့တစ်လုံးတိုက်တယ်အလကားမဟုတ်ဘူး wound healing အတွက်ကောင်းအောင်လို့တိုက်တာဖြစ်တယ်နားလည်လားဟုတ်ကဲ့နော်အဲ့တော့ vitamin C မပါဘူးဗဒကိုစားတဲ့အစားတော့မှာ vitamin C မပါဘူးဘာဖြစ်လို့ဆိုတော့လူကခန္ဓာကိုယ်ကနေပြီး vitamin C မထုတ်နိုင်ဘူးအပြင်ကနေပြီးတော့အားကိုပြီးထုတ်ရအပြင်ကနေအားကိုပြီးတော့စားရတဲ့ကြောင့်မလို့အပြင်ကဥမာသူတို့လူမမာတွေကအစာအာဟာရချို့တဲ့တယ်လူမာရအစာတွေမစားနိုင်ဘူးချို့လူတွေဆိုလို့ရှိရင်အစာကန်ဆာရှိလို့အစာပြတ်ကန်ဆာရှိလို့ပါးစပ်ပြတ်တာလည်းဖြစ်နိုင်တယ်လို့ပါးစပ်ကနေပြီးတော့မျိုးမချနိုင်လို့ right tube ကနေပြီးတော့နှာခေါင်းပိုက်ကနေထည့်ရတာမျိုးတွေရှိတယ်အဲ့လိုမျိုးကိစ္စရက်တွေမှာတချို့ရယ်ဆိုလို့ရှိရင်ဒီဥခွဲရတဲ့ခါကြလို့ရှိရင်မစားနိုင်တဲ့ခါကြတော့ဒီ IV ကနေပြီးတော့အကျောဆေးသွင်းပြီးတော့အသက်ဆက်ရတဲ့လူတွေရှိတယ်အဲ့လိုလူတွေမှာဆိုလို့ရှိရင် vitamin C မပါရင်ခွဲစိတ်ထားတဲ့ခါကြလို့ရှိရင် wound healing မကောင်း wound healing ကwound healing အနာမကျက်ဘူးအနာကျက်တာနှေးရပါတော့အဲ့တော့ vitamin C ကအနာကျက်တဲ့အခန်းကဏ္ဍမှာပါတယ် wound healing အဓိကသူကောင်က wound healing အတွက် wound healing တော့ကသူ့ရဲ့ function အ main ပဲ wound healing ဖြစ်ဖို့ဆို collagen ကောင်းကောင်းစနစ်စစ်ဖြစ်ဖို့လိုတယ် collagen စနစ်ဖြစ်ဖို့လိုဆိုရင် collagen ကိုလုပ်ပေးတဲ့ hydrolysation process တွေ hydrolysate ဆိုတဲ့ process မှာ vitamin C ကproline နဲ့ lysine residue တွေကို hydrolysation လုပ်ပေးတယ်ပြီးတော့ collagen helix triple helix ပြောင်းလုပ်ပေးပြီးတော့ cross linkage ထားရတယ် triple helix ပေါ်လာတဲ့ခါကျတော့ collagen ကသူ့ရဲ့ normal collagen strength and stability ရပြီးတော့ collagen ရသွားတဲ့ကြောင့် bone matrix cartilage connective tissue တွေမှာ formation အနေမှာအခန်းကဏ္ဍမှာရေးပါတယ် capillary integrity မှာလည်းထိန်းထားတဲ့နေရာမှာပါတယ်လို့အဲ့ capillary integrity ကတဆင့်ဆရာတို့ wound healing ကိုရစေတယ်အဲ့တော့ဒီကရှင်းအောင်လို့ပြထားတယ် collagen synthesis မှာ vitamin C ပါတယ်ဆိုလို့ရှိရင် strong healthy cross link connective tissue ကိုတွေ့ရပြီးတော့ collagen synthesis မှာဆိုရင် vitamin C မပါဘူးဆိုရင် weak abnormal connective tissue ပေါ်တာမျိုးရှိလိမ့်မယ်အဲ့တော့ vitamin C deficiency မဖြစ်ဘူး vitamin C လိုအပ်တယ်လို့မစားဘူးဆိုလို့ရှိရင်တော့ဆရာ scurvy လို့ခေါ်တဲ့ connective tissue abnormalities တွေဟိုနေ့ပြလိုက်တဲ့ဒီလိုမျိုးပုံတွေမြင်ရနိုင်မယ်တခုံးကတွေးယူတာမျိုးပိုဝါ wound healing ဖြစ်တာမျိုး swollen bleeding gums loosening of teeth သွားတွေနဲ့ရိုင်တာမျိုးပြီးတော့ဘုံတွေကျိုးလွယ်တာမျိုး skin နဲ့ deep tissue တွေမှာ bleeding ဖြစ်တာမျိုးဘာဖြစ်လို့ skin နဲ့ deep tissue မှာ bleeding ဖြစ်တာလဲဆိုတော့ capillary integrity မကောင်းတဲ့ကြောင့်မလို့အဲ့တော့ capillary integrity မကောင်းတဲ့ခါကျတော့ဘုံခန္ဓာကိုယ်ရဲ့အရေပြားမှာ petechiae လို့ခေါ်တဲ့အဲ့လိုမျိုးသွေးဆက်လေးတွေထွက်လာတာမျိုးသွေးကြောပပလေးပေါက်ရတဲ့ကြောင့်မို့အရေပြားအောက်မှာသွေးတွေအိုင်တာမျိုး bruising ဖြစ်တာမျိုး bruising အရေပြားအောက်မှာသွေးအိုင်တာ bruising လို့ခေါ်တယ် petechiae ဆိုတာကကျတော့မျိုးအနီဆက်လေးတွေဖြစ်တာမျိုး petechiae လို့ခေါ်တယ်နော်အဲ့ process အဲ့အားတွေအကုန်လုံးကိုအဲ့ခါတွေအကုန်လုံးပေါင်းပြီးတော့ဆရာတို့ဘာလို့ခေါ်လဲဆို scurvy လို့ခေါ်တယ်နော်အဲ့တော့ scurvy ဖြစ်တဲ့ process ကဒီဟာကိုနားလည်လဲဆိုရင် scurvy ဖြစ်တဲ့ process ကိုနားလည်လိမ့်မယ်အဲ့တော့ vitamin C မရှိဘူးဆိုလို့ရှိရင် proline နဲ့ lysine ကို hydrolysation မလုပ်နိုင်ဘူး hydrolysation မလုပ်နိုင်ကြလို့ဒီ collagen မှာ cross linkage နဲ့ helix formation မရှိဘူး cross linkage နဲ့ helix formation မရှိတဲ့အခါကျတော့ collagen strength and stability တွေမရှိနိုင်တော့ဘူးအဲ့တော့ကြာလာတော့ဘာဖြစ်လာလဲဆိုရင် connective tissue ရဲ့ strength and stability တွေကမရှိတော့နောက်ပိုင်းမှာလိုအပ်တဲ့ဟာလိုအပ်တဲ့နေရာမှာမရှိရတဲ့ကြောင့်မို့ cross tissue connective tissue anomaly တွေဖြစ်ပြီးတော့အဲ့ disease အကုန်လုံးကို scurvy လို့ခေါ်တယ် scurvy မှာ poor wound healing swollen bleeding gums loosening of teeth easy fracture of the bones being bleeding into the skin and deep tissues easy bruising and formation of petechiae ဆိုတာအဲ့ဒါရှိမှာဟုတ်ကဲ့ဒီကောင်ကိုဒီပုံနှစ်ပုံကိုနားလည်ဖို့ဆိုလို့ရှိရင်ဒီတမက်နာလုံးကိုနားလည်မှရမယ်ဒီတမက်နာအရေးကြီးသမက်နာ61ကအလို့ရအောင်နော်ဟုတ်ကဲ့ဒီအိုင်စာဟိုမဖတ်ဘဲနဲ့အလို့ concept ကိုရအောင်လို့မှတ်ပြောခုနလေးအဲ့ရကဟိုသွေးတွေစုပြီးအိုင်တာကို petechiae လို့ခေါ်တာနော်သူဆက်လေးဖြစ်တာ petechiae လို့ခေါ်တယ် bruise ကတော့သွေးကြီးဥတာကို bruise လို့ခေါ်တယ်ဒါလို့များဝိုင်း bruise လို့ခေါ်တယ်ဟုတ်သွေးကြီးဥတာကို bruise လို့ခေါ်တယ်နော်ရပြီဒါ vitamin C ပြီးသွားအဲ့တော့ဆရာတို့ဘာပြီးသွားရဆိုလို့ရှိရင် D ရယ် C D ရယ် K ရယ် D ရယ် A ရယ် C ရယ်ပြီးသွားအခုတော့ဆို K သွားမယ် K ကတော့ပစ္စည်းအများကြီးပဲ K1 K2 K3 စမ်းတူလိုက်ရအောင် K1 က phylloquinone K2 က menaquinone
K3 က menadiol menadiol K3 က Benadiol Benadiol menadiol menadiol Benadiol Benadiol အဲ့ဒါအလို့ရဆရာအဲ့ဒါက chemical compound ဖြစ်နေတယ်သူ့နာမည်ကျန်တယ်နာမည်ဒီလူကမြတ်လို့ခေါ်တယ်ဒီလူကပလို့ခေါ်တယ်ဒါလည်းအဲ့လိုပဲဆရာတို့ကြည့်ရအောင် K1 က phytoquinone K2 က menaquinone K3 က menadiol menadiol နော်ဒီလိုမျိုးอ่ะအဲ့တော့ K1 က K1 ကဘာမှတွေ့ရလဲဆိုရင်အဆင်းအောင်ရဲတွေမှာမြင်ရတယ် K2 ကကျတော့ခန္ဓာကိုယ်ထဲမှာရှိတယ်ဘက်တီးရီးယားထုတ်တယ် K3 ကကျတော့ပြင်မှာတောက်နေတဲ့ဆေးတွေမှာရမယ်နော်အဲ့မှာသူ့ရဲ့ active form သိရမယ် active form hydroquinone ဆိုသူ့ရဲ့ active form နော်အဲ့သိရမယ်အဲ့ဒါမေးရအဲ့တမက်နာလုံးမှားမယ်ဘေးနာဟာရမမှန်တယ်ဒီဟာတွေမမှန်တယ်မလို့ဒါမှန်နော်အဲ့မေးရ okay ခဏလေးအဲ့မှာဒီ vitamin K hydroquinone ကြတော့လေသူက active form ကြတော့အဲ့ဒါကို K1 K2 K3 နဲ့ကြတော့သူကဘယ်လိုပြန်ခွဲသွားအဲ့ကောင်ကနေပြီးတော့ဒါပြောင်းသွားတာဩစားလိုက်ရင်ဒါပြောင်းသွားရင်သူကခန္ဓာကိုယ်မှာအလုပ်လုပ်တယ်ဒီတိုင်းအလုပ်မလုပ်ဒီစီကုံတွေကဒီကွန်မောင်းတာဒီတိုင်းအလုပ်မလုပ်သူ့ကိုဓာတ်ကနေပြောင်းလိုက်ရင်သူပြောင်းသွားဟက်ဒရိုကွီနုန်းဆိုပြောင်းသွားသူကအလုပ်လုပ်တယ်ဟုတ်ကဲ့အခုကခုနအဲ့လိုပဲလေဗီတာမင်ဒီလိုတွေနဲ့ကိုလီကာစီထရိုယ်ဆိုတာရှိရတယ်နော် D2 နဲ့ D3 နဲ့နော်အဲ့ဒါနှစ်ခုရှိရယ်အဲ့မှာဆိုလို့ရှိရင်လည်းသူ့ရဲ့ဟာတွေကဒီမှာ1 to 125 DCC ပြန်ပြောင်းသွားတယ်ကနီမှာဆို125 DCC ပြန်ပြောင်းသွားတယ်ပြန်ပြောင်းပြီးမှသူက active form ရှိမှသူကအလုပ်လုပ်တာသူ့ function ကိုရတယ်မဟုတ်ရင်မရဘူးအဲ့ဆိုဆရာဒီ1ပဲဆဆ2ပဲဆဆ3ပဲဆဆဒီ ဆတူတူပဲဒီကောင်ပြောင်းအောင်ဒီကောင်ပြောင်းသွားမှရမှာနော်ဟုတ်1ကတော့အပင်တွေမှာတွေ့ရ2ကကျတော့ခန္ဓာကိုယ်မှာထုတ်တယ်ဒါ3ကကျတော့အပြင်ကနေပြီးတော့ဆေးအနေနဲ့ရတာနော်ဟုတ်ပြီသူကအဓိကဘာမှတွေ့ရကိုက်လန်မှာတွေ့ရမှာကေးလိုရေးရတွေ့လားဟုတ်ကိုက်လန်ပြီးတော့ tannic green ဆိုတာ tannic green ဆိုပြီး compound ဒါပေါ့နော် tannic green မှာလို့ပြောရင်တော့နားနေပြောရင်နေโอเคလားကိုက်ကိုက်လန်ပြောတာ tannic green ကသူတို့ kill ကတမျိုးကြီးနော်ဟမ်သူတို့နိုင်ငံခြား kill ကတမျိုးကြီးနော်ကိုက်လန်ပဲမဆောက်စားတာထိုင်ဝမ်ကိုက်လန်လို့အဲ့ဒါကိုစားတာဟုတ်နော်ဒါtannic green အဲ့ဒါကအဲ့ဘယ်လိုခေါ်တာမုံကြီးရောမုံကြီးမဲ့နော်မုံကြီးရဟုတ်တယ်မုံကြီးရိုက်မုံကြီးအဲ့တော့ကိုက်လန်မုံကြီးနော်ကိုက်လန်မုံကြီးမှာပါမယ်ပြီးတော့ process sport ဆိုရဲပေါ့ကွန်ပျူတာတေးလေးမှာပါမယ်နော်ဒါပစ္စည်းတွေရှိရယ် broccoli မှာလည်းပါတယ် spinach မှာလည်းပါတယ်ပြီး lettuce မှာလည်းပါတယ်ဆက်လက်ရွက်လို့ပါအဲ့ cabbage soybean အဲ့လည်းပါတယ်နော်ဒီမှာကိုက်လန်မှာအများဆုံးပဲကိုက်လန်ရယ်မုံကြီးရယ်ပြီးရင် copy လုပ်တေးလေးအမှပါတယ်နော်ဟုတ်ရပြီဒါကြီးကမလို့နော်ဒါကြီးကမလို့မလို့ဒါမှန်မယ်နော်အဲ့မှာသူကကြီးရတဲ့ကာဘောစီဂလူတာမိတ်အဲ့ဒါကိုသူကဖြစ်စေတယ်ဖြစ်ပြီးတော့သူဘာလို့လာလဲဆိုလို့ရှိရင်ဒါ live ဒါမှန်မယ် modification of some protein and coagulation cascade bone kidney and plasma အဲ့ဒါမှန်အဲ့အရေးကြီးရနော် coagulation cascade ရ bone and kidney and plasma ဘုံပါတယ်ကြောင့်ဘုံခန်းကနာပါတယ်ကြောင့် nutrient နဲ့ဘုံမှာဒီနေရာမှာကီရပါတာ kidney and placenta အဲ့ဒီနေရာမှာပါရမယ်ပြီးတော့နောက်တစ်ခုက calcium chelation ဆိုတာ calcium ကိုပေါင်းလာတာ calcium ကိုသွားပြီးတော့ဆွဲရတဲ့သဘောမျိုးပေါ့နော်သူရဲ့ functional state အတွက် calcium နဲ့ခန်းကနာမှာလည်း vitamin K ကပါတယ်ဟုတ်ပြီသူအောက်မှာသူရေးရတာရှိတယ်ဒါကတော့သူအသေးစိတ်ကတော့ဒီ coagulation cascade physio ရဲ့ hemology အခန်းမှာသင်ရနိုင်မယ်နော်အဲ့တော့သူရဲ့ coagulation cascade မှာဖြစ်စေတဲ့ဒီ factor တွေကအများကြီးပဲနော်27 နော်ဒီကောင်တွေပေါ့နော်27 9 10နေရယ်ပြီးတော့ protein C ရယ် M ရယ် S ရယ် Z ရယ် C ရယ် S ရယ် protein C ရယ် S ရယ်ဒါတွေပေါ့နော်ပြီးသွားရင် bone matrix မှာဆိုရင် osteocalcin ဆိုတဲ့ဟာရယ် matrix glass protein ရယ်ဒီကောင်တွေကိုသူထိမ့်ပြီးတဲ့ပုံမျိုးပြီးရင်တခြားမှာ nephrocalcin ဆို kidney မှာဆို nephrocalcin ကိုလည်းဒီကောင်ကပေါင်းထိမ့်ပြီး regulate လုပ်ပေးတဲ့ပစ္စည်းတွေမှာပါတယ်ဒီကောင်တွေဒီပစ္စည်းတွေပေါ့နော်အသေးစိတ်ကတော့
သေးသေးမေးချင်ပါပြီဒါလေးတော့သိရင်ရတယ် coiled cascade ရဲ့ bone kidney placenta creation of calcium တော်ပြီအဲ့လိုဆိုရပြီဒါရောမမှန်နော်ဒါပေမဲ့တစ်ချိန်ကျတော့သိလာလိမ့်မယ်ဒီဟိုဗတာမကီ dependent coagulation factor တွေပြောပါဆိုရင်တော့279 တန်ပြီးတော့ protein C protein S သိရမယ်ဒါပဲK ပဲနော်တဲ့စီ K ဗတာမင် K ကဘုံမှာလည်းပါဘာလို့လဲဘုံမှာတော့ osteocalcium matrix clara protein ကို formation ဖြစ်စေလို့နော်အဲ့ဒါကြောင့်မို့ okay ရပြီ calcium ပြီးတော့မှ86ဆိုတော့အခု69အောင်ရအောင်ပါ86ဆိုသိမကြံတော့16 18မျက်နှာပဲကြံတော့18မျက်နှာခဏလေးပဲပြီးသွားတယ်ဟုတ် calcium တိုင်းမလုံးနော်ထားလိုက်အဲ့ရမလုံးနော် calcium calcium ကဘာတွေ့ရဆိုလို့ရှိရင်ထုံးစံနာမည် calcium quick လိုမျိုးပေါ့နော်နှုတ်ထက်ပစ္စည်းမှာအဓိကတွေ့ရမယ်ပြီးတော့ sea food မှာမြင်ရမယ်ဟုတ်ပြီနော်နှုတ်ထက်ပစ္စည်းရယ် sea food ရယ်ပြီးတော့ turnip mustard greens broccoli cauliflower kale အဲ့မှာဥငါဝီစီရယ်ကိုက်လန်အုံညင်းနော် mustard အဲ့ဒီမှာ mustard green အောင်ဆရာကြမ်းဆိုင်တင်တာဟုတ်လားကြည့်ပြီမဟုတ်ကြမ်းမဆိုင်လို့ထင်တာကြမ်းမဆိုင်မဟုတ်ဘူးဟုတ်တယ်ကျမဆိုင်လုပ်တဲ့အရွယ်မုံညင်ပေါ့ဒီမှာဆိုညာကြမ်းဆိုင်တူပါ යි ဟုတ်မာလေးလားဟုတ်တော့ Western နဲ့ Asian ကျမဆိုင်ကွဲတယ်တဲ့ကြမ်းမဆိုင်လို့ထင်တာပဲနော်အဲ့ဒါပဲ mustard green အဲ့ဒါ broccoli cauliflower kale ကိုက်လန်စားနေရအရွက်တွေပဲကွာနော်မုံညင်းကိုက်လန်ကြမ်းမဆိုင်ပြီးရင်ပန်းစိမ်းပန်းစိမ်းနော်ပြီးရင်တက်ပင်လေတက်ပင်ဘယ်လိုခေါ်ပါလဲကျောက်တက်ပင်လိုပဲခေါ် cauliflower လေဘာလို့ခေါ်ရလဲပန်းကောပြီတက်ပင်လေတက်ပင်ဟုတ်ပန်းကောပြီ sorry ဒါဆရာတက်ပင်ပဲခေါ်တယ်တက်ပင်လည်းတူပဲဟုတ်ပန်းကောပြီဟုတ်မှာပန်းကောပြီခေါ်မှာဟုတ်ပန်းကောပြီနော်ဆရာသူ့တက်ပင်လို့ခေါ်တာသူတက်ပင်လည်းတူလို့လေနော်ပန်းကောပြီကိုက်လန်ရှိတယ်တနေ့ကို800လောက်လိုတယ်အထက်က800ခလေးဆို900တော်ပြီအဲ့လောက်ဆိုရပြီကယ်ဆီယမ်အရေးကြီးရယ်ဘာလို့ကယ်ဆီယမ်ကဆိုဗီတာမင် D နဲ့ဒီကောင်ကအမွှာညီကိုတွေကွာတောင်းနဲ့အပြန်လန်ကိုင်းညွှန်းမီကျွန်းကိုင်းမီဖြစ်နေတာကယ်ဆီယမ် homeostasis မှာပါတဲ့ PTH ရယ် PTH ဖြိုးတည်ရတော့မဟုတ် protein hormone လို့နော်PTH ရယ် vitamin D ရော calcitriol အဲ့အရာတွေပေါ့ vitamin D ရဲ့ compound တွေ calcitonin တွေအဲ့ဒီအရာတွေမှာ calcium homeostasis တဲ့အရေးကြီးရယ်ဒီ compound နဲ့ calcium ကိုများနေရဖြစ်စေရဟာပေါ့နော် PTH ဆိုလို့ရှိရင်နည်းအောင်လုပ်ပြီးရယ် vitamin D ရယ် calcitriol ရယ် DHC ကများအောင်လုပ် calcitonin နဲ့အဲ့လိုပဲပေါင်းပြီး compound တွေမှာပါတယ် calcium ကခန္ဓာကိုယ်မှာအရင်အရေးကြီးတဲ့ထဲမှာပါတယ်ဒါအရေးကြီးရယ်နော်ကယ်ဆီယမ်နည်းလို့ရှိရင်လည်း muscle တွေမကောင်းဘူးလေ muscle တွေ muscle condition မကောင်းပြီးတော့နောက်တစ်ခုက heart muscle တွေလောကဖြစ်တယ်လေ hypocalcemia ဆို heart muscle တွေတည်ရတယ်သိလားနော် hypocalcemia ဆိုရင် heart muscle တွေတည်ရတယ်တည်နိုင်တယ်ventricular fibrillation တွေဝင်ပြီးတော့တည်ရတယ်လုံးတွေဆက်မပြတ်ခုန်ပြီးတော့တည်ရတယ်နော်ဟုတ်ဒါတော့တူထားရအဲ့တော့ဒါကတော့ရှင်းအောင်လို့ပြရတယ်ကယ်ဆီယမ်စားတယ်ကွာစုပ်လိုက်တယ် skin sweat တွေနဲ့ထွက်သွားတယ်ကင်နီထဲမှာ filter လုပ်တယ်ကယ်ဆီယမ်နဲ့ရောက်ဘုံနဲ့ရောက်သွားတယ်တော်ပြီအဲ့လောက်သိရင်ရဒါမှမလို့သူ့ရဲ့ဟာဝါသနာဘိုင်းတော့ဒီမှာအင်္ဂလိပ်ကြီးကဖတ်လို့ရတယ်မပြောတော့နော်ဒီတမျက်နှာကြက်ရမှာ84တမျက်နှာလုံးလိုရဖတ်အောင်အဲ့ဒါဟုတ် essential for formation and development of bone and teeth together with phosphorus fractions of ionized calcium neuromuscular excitability blood coagulation secretory processes release of hormones and neurotransmitters intracellular actions of some hormones membrane integrity and
plasma membrane transport, enzyme reactions, example ATPase. ကုန်ပြီနော်တကောလုံးပဲနော်တကောလုံးပဲအမှသူရေးရတကောလုံးပဲဒါအောင်သူကအားနာလို့ဆိုပြီးတော့တိလေးပဲရေးရတကောလုံးပဲကလာပေါ်မှာနော်ဟိုကဘုံခန်းတင်တော့ဘုံအတိမှာပါလာပေါ့ဒါထူးမထူးဆောင်ဒါခုနမာဆယ်ခန်းထဲမှာလည်း neuromuscular junction မှာ sodium potassium calcium ATPase တွေ sodium calcium ATPase ဒါတွေတဲ့အကြောင်းတရားတွေလည်းဆရာတို့ neuromuscular junction မှာဘယ်လောက်တိ neuromuscular accelerator မှာအရေးကြီးရဆိုတာပြောခဲ့တယ် enzyme reaction မှာ ATPase တွေမှာပါတယ်ပြီးတော့ hormone တွေမှာလည်း action တွေမှာအရေးကြီးရဟိုအဲ့လိုမျိုး ATPase တွေ compound တွေထုတ်ပြီးတော့ transporter တွေ secretaryအတွက် process တွေမှာလည်းအရေးကြီးရ blood မှာလည်း collagen cascade မှာ calcium dependent factor တွေအများကြီးပဲပြီးသွားရင်နောက်တစ်ခုက hormone နဲ့ neurotransmitter မှာ release ဆိုတာအများတယ် intracellular action of some hormone memory integrity and plasma membrane transport လူကြီးအတိုင်းပဲเนาะအဲ့ဒါတွေကအဲ့မှာတကောလုံးပဲတပည့်တော်လုံးပဲလူဘိန်းလုံးပဲတကောလုံးမှာရှိတဲ့ process တွေမှာ chemical process တွေအကုန်လုံးမှာ calcium ပါတယ်เนาะဟုတ်ပြီ good အဲ့တော့ calcium အဲ့ဒါမရှိဘူးဆိုရင်ဘာဖြစ်မှာလဲဒါရဲ့အကုန်ပြောင်းပြန်ပေါ့စဉ်းစားကြည့် ဟုတ် အဲ့တော့ဒါအကုန်ပြောင်းပြန်ပေါ့အဲ့တော့ calcium မရှိရင် calcium ကောင်းကောင်းမစားနိုင်ရင်ဘာဖြစ်မလဲဘုံကောင်းကောင်းမform နိုင်အောင်เนาะတေရောဘုံ muscle တွေအမှပြဿနာဖြစ်မယ် osteoporosis တွေဖြစ်မယ်ဘုံ muscle မရှိရောအမှကျိုးမယ် increase bone fragility fracture risk ဆရာပြောတာညာဘက်ကော်လောင်ပြောရနော်မင်း hypocalcemia မှာသူကပြဿနာကဘာဖြစ်လဲဆိုလို့ရှိရင်တက်တနီဖြစ်တယ်တက်တနီဆိုတာကမေးခိုင်လို့ပြောတာမေးခိုင်နော်မေးခိုင်ယောဂါကိုခေါ်တယ်ဟုတ်မဲမေးတစ်ခုပဲခိုင်တာမဟုတ်ဘူးမေးခိုင်ယောဂါမေးပဲခိုင်တာထင်ပါဆိုတော့မေးခိုင်ပေါ့မေးတစ်ခုပဲခိုင်တာမဟုတ်ကလာကူမှာရှင်းကြွက်သားအကုန်တောင့်တင်းတာတက်တနီနော်ဟုတ်တောင့်တင်းဘာဖြစ်လို့လဲကယ်လ်ဆီယမ်မရှိတဲ့အခါကျတော့ကယ်လ်ဆီယမ်ကဒီ depolarize muscle ကို repolarization လုပ်ဖို့နေရာမှာပါတယ်ဗောနော် depolarization repolarization အဲ့ကဏ္ဍမှာပါတယ်အဲ့တော့ပြန်ပြီးတော့ထုတ်နိုင်တဲ့အခါကျတော့အဲ့မှာပြဿနာဖြစ်ကုန်ဟုတ် fade to relax မဖြစ်လာဘူးဗောနော်အဲ့ဒါအမှ hypocalcemia ဒီမှာတော့အဲ့လိုပဲရေးရတယ်နှလုံးမှာ hypocalcemia ကိုတည်တတ်တယ်နော်ဟုတ်နှလုံးမှာဆိုဆရာတို့က ECG ဆွဲလို့ရှိရင်နှလုံးမှာ hypocalcemia ဆိုရင်နှလုံးမှာ hypocalcemia ကိုတည်တတ်တယ်မကောင်းနော်ဘာလို့ဖြစ်တာလဲမစားလို့ဗောဒါပဲမစားလို့မဟုတ် loss များလို့ဗောvitamin D deficiency hypoparathyroidism အဲ့ဒီမှာနော်ဒီ pituitary တွေကနေထုတ်တဲ့ PTH တွေပြဿနာတွေတက်လို့ရှိရင်လည်း hypoparathyroidism မှာဒီပြဿနာတက်ရင်ယောဂါတွေဖြစ်တတ်တယ် calcium ကထုတ်မဝင်နိုင်တော့ okay phosphorus လို့ခေါ်တယ် phosphorus သိပြီးသားနော် phosphorus နမ်းမတက်တယ်မှာပါတယ်ဒါတော့တဲ့ထဲမှာသင်ခဲ့ရတယ်နော် calcium metal phosphorus non metal phosphorus ကတော့ကလန်ကုန်မှာ second most abundant mineral သူကလည်းအကြီးကြီးရဲ့ထဲမှာပါတယ် skeleton မှာအဓိကသုံးတာပေါ့နော်တခြားနေရာတော့မလိုထားရphosphorus ကခုနပြောတဲ့နေရာမှာနှုတ်ထွက်ပစ္စည်းတွေမှာအဓိကပါတယ် broccoli တွေ kales တွေeggs တွေ milk တွေယူလိုက်ဟာရရှိအစားတော့လေအကုန်ထဲမှာပါတယ်နော်ဒါက နို့ရဲ့ရွက်တွေရယ် broccoli တွေမှာလည်းပါတယ်နော်ပြီးရင် cheese တွေ sunflower seeds တွေနေကြာစီတွေ tofu တွေမှာပါတယ်ပြီးတော့အသေးတွေမှာအဓိကတွေ့ရတယ်နော် okay သူကတော့ calcium ကဗီတာမင် D နဲ့သူကအမွှာညီကိုဆိုရင် phosphate ကသူ့ရဲ့ main မှာပေါ့နော်အဲ့လိုပဲမှာထားလိုက်သူက skeleton မှာ tissue မှာဆိုလို့ရှိရင် calcium နဲ့ပေါင်းပြီးတော့မဲတစ်ထမ်းမောင်တရွက်ပေါ့နော်ဒီလိုလုပ်ပြီးတော့ on ထမ်းမဲတွေ့ရတာပါတော့အဲ့လိုလုပ်ပြီးတော့ဒါဒီ bone mineralization ကလည်းပါတယ်ပေါ့ကွာအဲ့တော့ညီမမှတ်မှာက development of skeletal tissue ဆိုရပြီတော်ပြီနော်ဟုတ်ပြီပြီးတော့ဒီကောင်မှတ် important intercellular and urinary buffer အဲ့ဒါမှတ်မယ်ပြီးတော့ component of biomolecule အဲ့ဒါမှတ်တော်ပြီကျွန်တော်ဟိုင်မှတ်နဲ့အဲ့မှာ highlight လုပ်ထားတဲ့နေရာသုံးခုမှတ်ဟုတ်ဟာလားဟုတ်ကဲ့ဟုတ်ပြီအဲ့ acid base balance ကကျတော့ biochemistry acid base balance တခန်းရှိတယ်အဲ့ဒီမှာထပ်ပြောလိုက်မယ်ပြီးတော့ဟိုမှာပြောလိုက်မယ်ကြောက်ဒီ physio မှာရှိတဲ့ renal ခန်းထဲမှာထပ်ပြောလိုက်မယ်အဲ့မှာ acid base balance ပါတယ်
အဲ့မှာအသေးစိတ်ဆက်ပြောတယ်တော့ဆို buffer လို့ရမှတ်ထားလိုက်နော်မျှချီလို့အောင် buffer ဆိုမျှအောင်လို့ထားပေးရတဲ့သဘောမျိုးတစ်ဖက်တော့ extreme မရောက်သွားအောင်လို့ထိုင်းကြီးပြတဲ့သဘောမှာအဲ့မှာပါတယ်အဲ့တော့ကာလာကိုဘတကူလုံးမှာရှိတဲ့ပစ္စည်းတွေလဲပတ်နေတဲ့ဟာကဲဆရာတို့ပြောကြည့်အောင်နော်ကာလာကိုမှာရှိတဲ့ energy ရဲ့ currency ကဘာလဲ ATP yeah ATP ဆိုတာ adenosine triphosphate လေနာမည်မှာလည်း phosphate ပါစဉ်းစားကြည့်ဟုတ်လားနော်အဲ့တော့အဲ့တော့ခန္ဓာကိုယ်မှာရှိတဲ့ဒီ biomolecule တွေမှာအဓိက component အမြင်နဲ့သူကပါတယ်ပေါ့ဖြိုးကြည့်လိုက်အပါ nucleic acid DNA RNA CMB CGMB CMB cyclic AMP cyclic adenosine monophosphate GMP ဆို guanosine monophosphate ဒီမှာလေးပါတယ်နော်ပြီးရင် AB3 ဆိုတဲ့ compound လည်းပါတယ်ပြီးနောက်က ADP နဲ့ပါတယ် phospholipid တွေရှိရယ် phosphoprotein တွေရှိရယ် phosphorylated vitamin တွေရှိရယ် TPP PLB ထားရအဲ့နာမည်တွေမသိတဲ့ရိုက်ကိစ္စမရှိဘူးနော်ခန္ဓာကိုယ်မှာရှိတဲ့ biomolecule မှာပါတယ်ဆိုတော့သိလို့ရပြီ okay ပြီးပြီ magnesium ကစစ် most abundant mineral မလုံးထားရနော်နိုင်မလုံးအဲ့ဒါတကယ်တော့မလုံးထား magnesium ကဘယ်မှာတွေ့ရလဲဆိုတော့သူကအဆီမှာတွေ့ရအဆီ nuts legumes နော်အဲ့လိုမျိုးပဲစီလို legume whole grain cereal အဆီမှာတွေ့ရအဆီလို့မှတ်ထားတယ်နော်အဲ့ theozy high cashew က theozy artichoke ကတော့ဆရာမြန်မာလိုပြောတော့ခဏရရမှာမိုင်မမြန်မာလိုမသိဘူး artichoke ကြာစီလာလိုက်ဟုတ်လားကြာစီလို့ခေါ်တာမလို့စားနေတယ်နိပြောကြည့်တာဟုတ်တယ်မဟုတ်လို့နော်မဟုတ်ဆရာညီတို့စားပွဲကြာအဲ့လိုမဟုတ်ဘူးပေါ့ရလေဟုတ်ကြာဘူးလားပြောတော့အဲ့ဒါမဟုတ်နော်အဲ့ဒါဟုတ်မသိကွာအဲ့ဒါပဲအဲ့ဒါအာတီချုပ်နော်အာတီချုပ်လို့ခေါ်တယ်ဒီနောက်တစ်ခုကဟာလီဘတ်လားဟာလီဘတ်လားတော့မသိပါဘူးဒါဟုတ်ဘယ်လိုဖတ်အာဒီခဏလေးသူ pronunciation မှာ pronunciation halibut ဟာလီဘတ်မှာဟာလဘတ်လို့ဖတ်တာဟုတ်ပြီဟာလဘတ်ဟာလီဘတ်မှာဟာလဘတ်အဲ့ငါးပေါ့ကွာတော်အဲ့ဒါသူအဓိကအဆီမှာမြင်ရ manganese နော် magnesium အဆီမှာမြင်ရတယ်အဲ့မှနော် okay magnesium bond formation မှာပါတယ်အဲ့မှနော် associated with ATP ရော ATP အဲ့မှနော်ပြီးရင်ဒါပဲ magnesium ကအများကြီးမရတော့အဲ့တော့ပဲပြီးမှဒီကမရတော့ဘာရှိတာလဲဆိုလို့ခန္ဓာကိုယ်ရဲ့ဆရာတို့ရဲ့ဒီ daily function အတွက်ပေါ့နော် magnesium ကအရေးကြီးတယ် magnesium ကမပါလို့ရှိရင်ခါအိတ်ငိုက်တာမျိုးနေ့လည်းပဲအိတ်ငိုက်တာမျိုးအဲ့လိုမျိုးတွေမလန်းတာမျိုးအဲ့လိုမျိုးဖြစ်တတ်တယ်နော် magnesium performance ကောင်းတယ်ပေါ့ကွာဆရာတို့လေးမှတဲ့ခါကျ performance ကောင်းတယ်နော်ဘာလို့လဲဆိုတော့ဒီကောင်က scalar muscle တွေမှာလည်းတော့ပါနေအောင်ဒါတော့ပဲ copper ကသူကအသားမှာပါတယ် copper အသားဟိုကမှာပါရဆိုလို့ရှိရင်ဂုံးမှာမြင်ရတယ်မှာဂုံးရယ်ဟိုဝတ်အသေးတွေမှာတွေ့ရတယ်နော်ပြီးပဇွန်ကြောက်ပဇွန် lobster တွေမှာမြင်ရမယ်နော်အသားပြီးရင်ပလတ်တွေမှာတော့အဆီအဆန်တွေမှာမြင်ရနိုင်မယ် legume seeds တို့ dry fruits တို့အဲ့ဒီမှာဒါမျိုးပေါ့နော်အချောက်ခံတဲ့အဆီတွေမှာမြင်ရနိုင်ကိုဝါတို့ပေါ့အဲ့မှာတွေ့ရနိုင်မယ် copper ကသူက copper အနေနဲ့အရေးကြီးတယ်နော် copper သူကဘာလို့အရေးကြီးလဲသူကသူ့ကိုပြီးခိုးပြီးတော့လုံနေရတဲ့ enzyme တွေအများကြီးပဲဒီမှာရှိတဲ့ဟာတွေရောညီမအတွက်အသစ်ဆန်းဖြစ်နေနေမယ်ဒါပေမဲ့ဆန်းလို့လိုက်ဖတ်အောင်နော် ceruloplasmin cytochrome C oxidase
cytochrome C oxidase dopamine B hydroxylase sorry dopamine beta hydroxylase beta hydroxylase ဟုတ်ပြီ lysyl oxidase cytosolic copper zinc SOD cytosolic copper zinc SOD C18 delta 9 desaturase C18 delta 9 desaturase ဟုတ်ပြီရတယ်အဲ့ဒါရှိရပါတော့အဲ့ရတခုချင်းစီကကြတော့သူ့တက်ဆိုင်ရာ chapter မှာရှိလိမ့်မယ်နော်cellular-plasmin ကနားရအောင်ပြောရင်ဒါ ion metabolism မှာရေးကြည့်ရယ် cytochrome oxidase ကကြတော့ electron-transport အချိန်မှာရေးကြည့်ရယ် dopamine B hydroxylase ကကြတော့ epinephrine norepinephrine synthesis မှာရေးကြည့်ရယ် norepinephrine noradrenaline ပေါ့နော်အဲ့ဒီ hormone ထွက်တဲ့နေရာမှာရေးကြည့်ရယ် lysyl oxidase ကတော့ဒီအခုဆရာတို့ chapter မှာဒီ bone chapter နဲ့မှာအရေးကြီးတဲ့ collagen synthesis မှာ cross linkage မှာအရေးကြီးရယ် cytosolic ကတော့ဒီဟိုပါပေါ့ super oxide ion dismutation မဖြစ်အောင်လို့သူထားပေးကြတယ် dismutation ကစားမဖြစ်အောင်လို့ထိမ့်မိရတဲ့ပုံမျိုး C18 delta 9 desaturase ကကြတော့fatty acid double bond တွေမှာသူအရေးကြီးရယ်နော်အဲ့ဒါဒီ enzyme တွေကညီမတို့အစစ်စမ်းဖြစ်နေလိမ့်မယ်ဒါပေမဲ့ just for knowledge လောဆယ်ဒီ chapter မှာ lysyl oxidase အကြောင်းသိရဆိုရပြီ lysyl oxidase မှာပါရဆိုတော့သိရရ copper ရဲ့အခန်းကဏ္ဍကဘယ်မှာပဲလဲဆိုဒီ collagen မှာ lysyl oxidase မှာပါတယ်အဲ့တော့သိရင်ရပြီနော် okay ကဲအဲ့ဒါမဖြစ်ဘူးကွာမဖြစ်ဘူးဆိုတော့ခုနကဒီကောင် cellular-plasmin မပေါင်းနိုင်ရင် anemia တွေ့ရနေမယ်နော် C18 delta 9 desaturase မပေါင်းနိုင်ရင် hypercholesterolemia အစီရင်များမယ်ဟုတ်ပြီနော် collagen synthesis lysyl oxidase မကောင်းရင် demineralization of bone fragility တွေဖြစ်မယ်နော်အဲ့နော်ပြီးသွားရင်နောက်တစ်ခုကဒီဟိုပါပေါ့ဒီကောင် cytochrome C oxidase တွေ cytochrome C oxidase transport chain တွေရယ်ပြီးတော့နောက်တစ်ခုကဒီပေါ့နော်ဒီကောင်က C18 desaturase ဆိုတဲ့ခေါ်တဲ့ဒီ basement ဒီပေါ့နော်ဟိုပေါ့ neural မှာတော့ demyelination ဆိုတာရှိတယ်ဒီ myelination ဆိုတာကဆရာတို့ nerve တွေရတယ်အဲ့တော့မှရှိတဲ့ ion ကြိုးတွေကဘာနဲ့တူလဲဆိုတော့အိမ်မှာရှိတဲ့ wire ကြိုးတွေနဲ့တူတယ် wire ကြိုးကိုဆရာတို့ဒီတိုင်းထားလို့မရဘူးဘာနဲ့ပတ်ထားရလဲ အဲ့ဒီအပြင်က plastic ကုတ်တင်တာကုတ်တင်ပါရတယ်နော်ဟုတ်ဟောကိုင်းဓာတ်လိုက်သေးပုံမှာပေါ့နော်ဟုတ်ဒီမှာက copper တွေပါတယ် copper ဟိုဘာကြီးနေကြိုးတွေပါတယ်အကျိုးကပတ်ထားအဲ့လိုပဲဆရာတို့မှာရှိတဲ့ muscle တွေ sorry nerve တွေမှာရှိတဲ့ဒီဟိုတွေက nerve တွေမှာဆိုတော့ myelin ရှိနဲ့အဲ့လိုမျိုးအောက်ထားတယ်နော် cell တွေဒီ nerve တွေကို myelin ရှိနဲ့အောက်ထားတယ် myelin ရှိကိုလောက်တာကဒီအစီနဲ့သူကလောက်ထားတာနော်အဲ့ဒါကဒီ excitation nerve တွေမှာသင်ရ excitation nerve physio မှာသင်ရနေမယ်ဒီ myelin ခုံသွားတာသူအရှင် potential တွေကအဲ့လိုမျိုးခုံသွားတာအစီရှိမှသူအဲ့လိုခုံသွားတာပုံမြန်တာပေါ့ဟဲ့ဆရာတို့ဓာတ်ရိုက်ဒီတိုင်းဂျူးလို့သွားတာတဲ့စာအုပ်ကြီးအဲ့လိုတင်းလို့ခုံသွားရင်ပုံမြန်တာအဲ့လိုသွားတာနော်အဲ့တော့ဒီမှာလည်းရှိတော့ tissue တွေဖြစ်ကုန်တာ leukopenia အဲ့လိုမျိုးနေရာမှာပါအဲ့တော့ clinical feature မှာအဓိကမှတ်မှာ anemia hypercholesterolemia demyelination of bone and fragility ပြီးသွားရင် leukopenia demyelination of neural tissue အဲ့တော့ဘာဖြစ်လို့ဖြစ်တာလဲမစားလို့ washing မစားလို့ရ angry excretion ရ monkey syndrome မနေ့ပြောခဲ့တဲ့ excellent recesses မှာဖြစ်တာနော်တော်ပြီmagnesium နဲ့ရောမယ် manganese ကmagnesium ကသူကဒီ pyruvate carboxylate နဲ့ mitochondrial SOD မှာသူကအရေးကြီးရယ်အဲ့ဒါလည်းမသိတဲ့ထားရတော့နော်သူကအဓိကမြင်ရတဲ့နေရာဒီ lima beans လို့ခေါ်ရပဲကြီးနဲ့မှာတွေ့ရပဲကြီးသိရဟုတ်ပဲကြီးရယ် walnut လို့ခေါ်ရတက်ကြားသီးအဲ့မှာတွေ့ရမယ်နော်တက်ကြားသီးပြီးတော့ muesli လို့ခေါ်ရ cereal အုတ်တွေမှာတွေ့ရတယ်နော်ည pineapple နသီးပါတယ် spinach မှာလည်းပါတယ်အဲ့ဒါတွေပါတယ်ပေါ့နော် okra ဆိုတဲ့သီးမှာလည်းပါတယ်အဲ့တွေရှိတယ်နော် magnesium ကဒီကောင်မောင်းတွေမှာပါတယ်ဟုတ်ပြီဒါပြီးတော့များဝိုင်းတော့အမှယူရတယ်လေအဲ့လိုယူရယ်psychosis ယူရတယ် Parkinsonism များတယ်ပြီးရင် deficiency မှာ skeletal deformity မှာ deficiency ဖြစ်လို့ရှိရင်တွေ့ရတယ်ဒါပေမဲ့ဒီကောင်က manganese ကကျတော့ကောင်တွေတော့လို့ calcium phosphate တော့မလို့ဘုံရခန်းခန်းလာမှာအဲ့လောက်တိအရေးမကြီးဘူးနော်ပြီးပြီဒါပဲဟုတ်မထင်တော့ဘူးနော်ပြီးသွားပြီဟုတ်
ပြင်ကြရတော့မယ် ဟမ် ဟောပြင်တော့ကြရတော့မယ်လို့ ကျက်ဆက်ပြောတဲ့ဟာကိုကြက်ပဲဆက်ပြောတဲ့ဟာကြက်ရင်ရပြီနော် ဟုတ် ရပြီကောင်းရင်လည်းထူပူသွားပြီ ဟုတ် ဟိုမှာကြည့်မိရ module ထဲမှာဒီကောင်မှာ skin တစ်ခုပါသေးတယ်တဲ့နော် skin ပါသေးတယ် biochemistry of skin and skin aging ဆိုတာရှိ module မှာပါသူကဒီနောက်ကဟာဇူလိုင်လ10ရက်နေ့မှာပါတဲ့ဟာဒီမှာတစ်ခုရှိဒီမှာတစ်ခုရှိနော်နည်းနည်းပဲပြောလိုက်မှာအများကြီးမပြောနည်းနည်းပဲပြောနော်နည်းနည်းပဲပြော skin ခန္ဓာကိုယ်မှာအကြီးဆုံးပဲတဲ့အကြီးဆုံး organ largest organ နော် skin area နည်းတိုင်းအပေါ်လုံးမှာသူကအပြည့်ပဲနော် skin မှာ skin ကသူကရေးပါတဲ့အခန်းကဏ္ဍထဲမှာပါနော်ရေးပါတဲ့အခန်းကဏ္ဍမှာပါ skin ကဘာဖြစ်လို့လဲဆိုတော့အထဲမှာရှိတဲ့ပစ္စည်းတွေ fascia တွေ muscle တွေကိုအပြင်ကနေပြီးတော့မထိအောင် protection လုပ်ပေးတာလေနော်ကာပေးရတယ်ပြီးတော့ skin မှာက endocrine organ တွေ vitamin D androgen estrogen ဒါတွေထုတ်ပြီးအားရှိ excretive organ တွေထုတ်တဲ့အဆီထုတ်sweat လို့ toxin လို့ urea uric acid တွေဒါတွေထုတ်တယ်ဆရာတို့ skin ကနေပြီးတော့ excretion ထုတ်တယ်ကွာဆရာတို့ခန္ဓာကိုယ်မှာက waste system အမှိုက်သိမ်းတဲ့ system ပေါ့နော်အမှိုက်သိမ်းတာတော့မဟုတ်အမှိုက်ဆွန့်တဲ့ system ပေါ့ waste system ဆိုအမှိုက်ဆွန့် system ကအီးပါတဲ့ရှူးပေါက်တဲ့တစ်ခုတည်းမဟုတ်ဘူးတော့ skin ကနေပြီးတော့မလို့အပ်တဲ့ compound တွေလည်းထုတ်တယ်အဲကြောင့်မလို့ဆရာတို့ဆက်လက်တောက်လို့ရှိရင်သူ့ရဲ့အရေးပြားစလိတ်နိုင်ရ ဟုတ် ရက်တောက်လို့ရှိရင် yes or no ဟုတ်ပါ ဟုတ် ဘာဖြစ်လို့လဲဆိုတော့စကင်ကအဲ့အထုတ်နေတော့သိလား ဟုတ်ကဲ့ နော်အရက်တောက်လိုက်လို့ရှိရင်စကင်ကအဲ့ရက်တွေကခန္ဓာကိုယ်မှာအစိတ်တော့မလို့ဆိုတော့စကင်ကထုတ်ပြတာပေါ့အဲ့လိုမျိုးပေါ့နော် ဟုတ် အဲ့ဒါ okay good တော့သူကခန္ဓာကိုယ်ထဲမှာစကင်ကတော့ဘာတိန်းထားလဲဆိုရင်သူက water တွေရေတိန်းတယ် adipose tissue ဆိုတဲ့ fat တွေတိန်းတာ fat တိန်းတာတော့ဆရာတို့မစိမ့်ပါဘူးဆရာတို့ဆရာဝန်တွေကတော့ why လူတွေများတယ်ဆရာဝန်တွေတို့တွေတော့ AS လေးဖြစ်လာပြီဆိုတော့အပြင်လေးတောက်လိုက်ရပါဆိုတော့အဲ့ဒီလိုပေါ့နော်ဘိုင်လေးတစ်လုံးအောင်ရှိကြတယ် adipose fat နော်မထင်တဲ့ဆရာဝန်တွေကရဲတော့အများဆုံးပါ ဟုတ် တကယ်တော့သူများတဲ့ပိုးကင်တာရဲတကယ်တော့ပိုင်မှာ FCA ရှိတယ်နော် ဟုတ် okay ရပြီအဲ့တော့ skin ကတော့3ပိုင်းရှိတယ်နော် epidermis နဲ့ dermis နဲ့ hypodermis နဲ့3ခုရှိတယ်3ပိုင်းပေါ့နော်3ပိုင်းအဲ့တော့ epidermis ကအပေါ်မှာရှိ cells တွေစပြီးတော့ပွားတဲ့နေရာ dermis ကကျတော့ဒီအမွှေးတွေရှိတဲ့နေရာ hypodermis ကကျတော့သွေးကြောတွေရှိတဲ့နေရာအကြမ်းမြင့်တယ်လို့မှတ်တာနော် ဟုတ် okay အဲ့ epidermis ကိုသူက5ပိုင်းခွဲလို့ရတယ်ဒါက anatomy ကဟာဆိုင်တူလိုက်ဖတ်အောင်နော်လိုက်ဖတ်မယ်လိုက်ဖတ်အောင်1 2 3 4 5ပိုင်းပေါ်ဆုံးက dead cell ပေါ့နော် dead cell ဆိုတာကသေနေတဲ့ကောင်တွေပေါ့ဆရာဘယ်မှာတွေ့ရဆိုဆရာကိုရှေ့ဘွားကိုကြည့်လိုက်အမှချိုးနေရမှာနည်းနည်းပေါ့အဖြူအောင်လေးဖြစ်နေတဲ့အရေးပြားလေးရှိတယ်နော် ဟုတ် dead cell အဲ့ဖက်အောင် stratum corneum stratum corneum stratum lucidum stratum lucidum stratum granulosum stratum granulosum stratum spinosum stratum spinosum stratum basalis stratum basalis ရရင်အဲ့5ပိုင်းနော် ဟုတ် ဒါထူက granulosum ကထူတာပြီးတော့ cell တွေများတယ်အဲ့နေရာကပွားတဲ့နေရာနော်ပွားတဲ့နေရာဘယ်ကလာလဲဆိုတော့အဲ့ပွားတဲ့ဒီ cell က basalis ကနေပြီးတော့စတာဒါဘယ်ကစ basalis ကစနော် basalis ကနေပြီးတော့ဒီ cell တွေကိုစ generate လုပ်တယ်အမှ granulosum ကပွားတယ်ပွားပြီးတော့ပွားတဲ့နေရာမှာပွားတဲ့နည်းနည်း mature ဖြစ်သွားတဲ့ကောင်တွေကသူကဘယ်ရောက်သွားလဲဆိုတော့ granulosum ရောက်သွားတယ်
ကွန်ရောရောက်ပဲကွန်ယူရိုဆန်ကနေပြီး type differentiation ထပ်ပြီးဖြစ်သွားရင် lucidan ရောက်သွားတယ် lucidan ကနေပြီးနောက်တဲ့ lucidan ကတော့ဆရာအတနုနေရပါတော့ပြီး corner ရောက်သွား corner ကတော့နည်းနည်းမာတဲ့ပတ်ပေါ့အဲ့ဘက်ရောက်သွား ဟုတ် အဲရောက်ရှင်အတနုပေါ်ရဆိုတာဒီ lucidan နေရာလေးပေါ်လာတာမျိုးတည်းမျိုးနော် ဟုတ် နော်အတနု okay ရပြီဟုတ်ပြီဒါပဲအဲ့တော့အဲ့တော့ epidermis က lipid တွေရှိရယ် lipid က ceramide ဆို free fatty acid cholesterol severe secretion ဆရာတို့စီထွက်တယ်ဆိုတော့ဒီကရေချိုးရဆိုအဲ့ကြောင့်မလို့လေနော်ရေချိုးရဆိုစီပြန်နေခဏမျက်နှာစီပြန်ဒါတွေထွက်လို့ squalene တို့ west ester triglyceride ဒါတွေထွက်လို့နော်စီပြန်ဒီတွေထွက်လို့ဆရာတို့မျက်နှာရေစီပြန်နေနော်ပြီးတော့ခေါင်းမှာဆိုလည်းပေါက်တွေထွက်တယ်နော်ဥရပြစီပြန်တယ်ဥရအစီထွက်တယ်ခေါင်းစော်နေဒီကောင်မောင်းကြောင်မလို့ okay ဟုတ် ရပြီဒါအောက်ကထားရတော့အဲ့တော့သူကဘာလို့ထွက်လာလဲအားရတော့ထွက်လာမဟုတ်ဘူးအစီရနေနော် ဟုတ် အားလို့ထွက်လာမဟုတ်သူဘာဖြစ်လို့ထွက်လာလဲဆိုတော့သူခဏကိုလည်းရေမဝင်အောင်ဒီ fluid permeation တားလိုက်တဲ့ဘောမျိုးပေါ့နော်ပြီးတော့ဒီတော့မှမရေတော့ skin ကသူက pH ကို level လောက်ပေးတာ pH ကိုထိန်းပေးတာဥမာ acid နဲ့တွေ့လို့ရှိရင်ချက်ချင်းမလောင်ပါ base နဲ့တွေ့လို့ရှိရင်ချက်ချင်းမလောင်ပါဘူးဒီလိုမျိုးလောင်လောင်နေကွာပြီးမှလောင်တာပေါ့နော်အဲ့လိုမျိုးပေါ့တောင်ထိတဲ့ခါကျလို့ရှိရင်ဘာမှတိတ်မဖြစ်တာမဟုတ်ဥမာစိတ်ပြတဲလို့ရှိရင်ဆက်ပြဆိုတာကဒါ base လေသဘောပေါက်လားဆက်ပြဆိုတာ base ဟုတ် နော်ဆက်ပြဆိုတာ base ဆက်ပြက material ဆိုသိရကွာဒါပေမဲ့ cell လူတွေမသိဘူးဘာလို့လဲဆိုတော့ skin ကကာပေးရလို့နော်အဲ့တော့ skin ပေါ်မှာအရက်ပြန်ပို့တဲ့ခါကျလို့ရှိရင်လည်းဆရာတို့တွေတောင်းမဆက်ဘူးဘာလို့လဲဆိုတော့ skin ကမဆက်ဘူးဆိုတာကမပေါက်ရင်မဆက်ဘူးကွာသိလားနော်မပေါက်ရင်မဆက်ဘူးမလောင်ပေါ့သဘောပေါက်လားနော်မပေါက်နေတော့လောင်လာတော့သိရမှာနော်အဲ့တော့ပေါက်နေတော့အောက်မှာဥမာကွာဟိုဟာမျိုးပေါ့နေရာရသွားပြီရက်ပြန်တော့မလေးကြော့ပေါ့ကော့နေတာပဲနော်အဲ့လိုမျိုးစကင်အဲ့လိုထိန်းမိရတယ်အဲ့လိုမဖြစ်အောင်လို့လေနော်โอเคဒါပြီ keratin ကအရေးကြီးတယ်နော် keratin က keratocyte ကနေပြီးတော့ keratocyte မှာပါတဲ့ cell တွေ keratin ဆိုတာကညားတော့ပြအတမာဖြစ်အောင်ထုတ်တဲ့ cells တွေဟောသိလားဟုတ်နော်ဟုတ်အတမာထုတ်တဲ့ cells တွေနော်အဲ့ဒါသူကkeratin ရှိမှသူကောင်ကဟိုဟာမျိုးလေးတွေဘေး outermost layer မှာတော့တက်တောင့်တင်းနေဖြစ်နေ skin ကသူ့ရဲ့ integration keratin ကြောင့်မလို့ keratin ဆိုတာကဆရာ connective tissue တွေမှာအရေးပါတဲ့ ferroprotein ဆိုတာလေဆရာတို့သင်ပြီးသွားရင်နော် okay collagen ကဒီနေရာမှာပါတယ်ဆိုတော့ဆရာတို့ keratin ကပြီးသွားရင်အမှကြက်ပြန်ကြည့်လိုက်နော်ပြီးတော့နောက်က melanin skin မှာပါ keratin ပါတယ် melanin ကတော့အသားမဲစေတာဘယ်လိုမှဟာဟုတ်နော်အသားမဲစေတာ melanin နဲ့ဖြူမယ် melanin များရင်မဲမယ်ဒါပဲနော်တိတ်များတများဆိုလို့ရှိရင်တော့ကိုခန္ဓာကိုယ်အသားရောင်ပေါ့နော်လူကြောလေးပေါ့များဝိုင်းမှာကြည့်နော်ချောကလက်လို့ဖြစ်သွားအောင်နော်โอเคmelanin က2မျိုးရှိတယ် eumelanin နဲ့ eumelanin ဆိုတာရှိတယ်ပြီး phenomelanin ဆိုတာရှိတယ်2မျိုးရှိတယ် phenomelanin ကတော့ရေရိုးဖြစ်စေတဲ့ကောင်နှက်ခမ်းတွေကိုဖြစ်စေတဲ့လိုမျိုးအရာပေါ့နော်eumelanin ကကျတော့သူကဒီ brown and black အသားညိုစေတဲ့အရာပဲနော်ပြီး UV light နေရောင်ခြည်ကနေပြီးတော့ခန်းရောင်ခြည်ကိုသူစုပ်ပေးတယ်ဒီလိုမျိုးနော်စုပ်ပေးတဲ့ eumelanin နေရောင်ခြည်ကနေရောင်ဆရာတို့ကွာနေဆိုတာကညီမကြီးမှာကွာသိလားနော်နေဆိုတာကတဘာဝမီးပိုယူညီမကြီးမှာနော်ညီမကြီးမှာလောက်တာလုပ်ငန်းတွေတော်တော်များကြည့်လိုက်ငါ6လို့နော်ပဇွန်ကြောက်လို့နော်ပြီးမှဟိုကလည်းတရပြားလို့ပါဘူးနိညီမကြီးမှာလောက်တာအများကြီးပဲဘာလို့လုပ်လို့ရလဲဆိုနေရနေပြီး UV light ဒီ ultraviolet ray ပေါ့နော်ခဲလို့ရောင်ခြည်ကအဲ့ကောင်တွေကိုဒီကောင်တွေကိုလောက်တဲ့အခါကျတော့ဒီကောင်တွေကိုထားတဲ့ခါကျရင်အဲ့ကောင်တွေကိုတခါလဲကင်ပြီးသားဖြစ်သွားတယ်ကြောင့်အဲ့တော့ cell skin ကနေပြီးတော့အဲ့လိုမျိုးနေရဲထွက်လာတဲ့အကင်မခန်းလို့ဘာနဲ့ထိန်းတာဆိုတော့ melanin နဲ့ထိန်းတာခန္ဓာကိုယ်ထဲမှာလေနော်အဲ့တကြသွားတွေတော့ကင်
ကန်ဆာဖြစ်မှာပေါ့နော်နေရပြင်းရင်ကန်ဆာဖြစ်မှာကြာသွားလို့တော့ကန်ဖြစ်မှာချက်ချင်းထွက်လိုက်ချက်ချင်းမသေးဝအောင်လို့လုပ်ပေးတာမလန်နေကထိမ့်ပေးတာတယ်အဲ့တော့မလန်နေကမလန်နေကိုထုတ်တဲ့ဟာမလန်နိုဆိုက်ကိုခေါ်တယ်ဟုတ်ပြီနော်အဲ့မလန်နိုဆိုက်က epidermis မှာရှိတယ်နော် pigment တွေထုတ်တယ်နော် pigment တွေကစုဝိုင်းမှဲ့ဖြစ်သွားတယ်မိုးမှဲ့နော် ဟုတ် နည်းပဲစုရအမှတ်ဖြစ်တယ်အမှတ် bad marks မွေးရပါအမှတ်တွေတားများဝိုင်းရင်ကင်ဆာဖြစ်မယ်အဲ့တော့မလန်နိုးမာလို့ခေါ်တာ ဟုတ်ကဲ့ ညာပြီတော်ပြီဒါမစ်တော့ဇာတ်တက်တူးထိုးရနေရပေါ့နော်တက်တူးထိုးရနေရဒါမစ်ပါတော့သူကဟိုဟာလေကိုလီဂျင်တက်ဒီဟိုအဲ့ဒါဆိုရမက်ထရစ်ဆိုခေါ်ရဟိုမနေ့ကယူခဲ့တဲ့ BC ကကောင်းမောင်းတယ်အကုန်ပါပြီးတော့မှနော်ကိုလီဂျင် GG fiber glycoprotein ကောင်းပါမယ်အဲ့ထားရနော်ဟုတ်ပြီအဲ့တော့အဲ့ဒါမစ်ပြီးဝိုင်းဒါမစ်ပြီးဝိုင်းဒါမစ်ရဲ့အောက်မှာ hypodermis ဆိုတာရှိ hypodermis ကအဓိကအစီစပြီးတော့စုဝေနေရမှာနော် hypodermis ဆိုတာက subcute တွေစပြီးတော့ subcutaneous tissue တွေစပြီးတော့အစီစုဝေနေရတယ် adipocyte တွေစုဝေနေရတယ် TAG သူက TAG နဲ့တိန်းတာ TAG ဆိုတာ triacylglycerol ကိုခေါ်တာနော်ဒါ TAG ဆိုတာကစီရတဲ့မျိုးပဲအဲ့လိုမျိုးနေရာမှာတိန်းတာတော့ဘိုက်ခေါက်တွေထွက်ရဆိုတာအဲ့နေရာမှာ hypodermis မှာစုတာလားနော်အဲ့တော့ကဲ MCQ မှာ dermis ကနေပြီးတော့ melanin ထွက်တယ်လို့ပြောရင်မှားတယ်ဟုတ်နော် melanocyte ကပဲ melanin ထွက်တာပေါ့နော်သူက epidermis ကလာ epidermis ကဟုတ် dermis က melanocyte သွားတယ်လို့မှားတယ် keratin က dermis ကလာလို့မှားတယ်ဟုတ်ပြီနော်ဟုတ် okay dermis ကတော့သူကဒီ fight ဒီဟိုပေါ့ connective tissue ရှိတဲ့နေရာတွေ cellular matrix ရှိတဲ့ဟာတွေနော် okay ပြီးသွားရင်စကင်မှာနော်စကင်မှာအဲ့ဒီ layer တစ်ခုတည်းမဟုတ်ဆိုတော့အမွှေးတွေရှိတယ်ဂလန်းတွေရှိတယ်ဆွတ်ဂလန်းရှိတယ်နော် apocrine ဆွတ်ဂလန်းဆိုတာရှိတယ်နော် apocrine ဆွတ်ဂလန်းဆိုတာရှိတယ်အဲ့တော့ဆွတ်ဂလန်းကသူကရှိမှချွေးထွက်တဲ့ဟာပေါ့ဆရာလက်တော်ကချွေးထွက်တယ်ဆရာဆိုတစ်ခုကင်လိုက်ရင်ချွေးအမြဲထွက်တယ်အခုကင်လို့မရဘူးနော်ဘာလို့လဲမသိဘူးတစ်ခုကင်လိုက်ရင်လက်ကချွေးထွက်တာဆွတ်ဂလန်းနော်ရေထုတ်တယ်ကွာတနိုင်ကိုတနိုင်ကို3လီတာတော့ထုတ်နိုင်တယ်နော်ဒီ3လီတာဆိုရေတန့်3ဘူးပေါ့ထုတ်နိုင်တယ်နော်မှာဆွတ်ဂလန်းမှာ apocrine ဆွတ်ဂလန်းဆိုတာရှိ apocrine တော့သူကလူပြိုပေါ်အပြိုဘောက်ရောက်လာပြီးမှထွက်လာတဲ့ဟာနော်သူကတော့ပို့ပြီးတော့ဘယ်မှာတွေ့ရလဲဆိုရင် grind ပေါင်ကြံတွေမှာတွေ့ရတယ် breast တွေမှာတွေ့ရတယ် area မှာတွေ့ရတယ်နော် area ဆိုတာက nipple ပေါ့ကွာနှုတ်သီးကောင်းပေါ့ဟုတ်အဲ့တော့ breast tissue မှာသူကအဲ့ဒီ apocrine gland တွေကသူကပြောင်းသွားရင်သူ breast tissue မှာဆိုရင်သူကလေးမွေးရဲ့ကကြအဲ့ apocrine gland ကနေနှုတ်ထွက်တယ်ဟုတ်နော်နှုတ်ထွက်တယ်ယောက်ျားရောမထွက်ဘူးပေါ့ယောက်ျားကြီးကတော့အဲ့ရ function မဖြစ်ဘူးမိန်းမကြီးတော့ထွက်တယ်နော်မိန်းမဒီတိုင်းနေတော့မထွက်ဘူးဒီတိုင်းနေတော့နှုတ်မထွက်ဘူးကလေးမွေးမှာမထွက်ဘူးနော်ဟုတ် okay ညာတိကာဆော့မှာလည်းဒီစကောင်မောင်းနေပါတော့ပြီနော်ပြီးရင်အမွေးဆက်ကလန်းတွေပါတယ်စီဘေးရှက်ကလန်းတွေပါတယ်ညနာမှာစီပြန်ရဲ့နေရာအစီထုတ်တဲ့နေရာစီပြန်ထုတ်တဲ့နေရာဟုတ်ပြီနော်အဲ့ဒါတွေပါတယ်ပေါ့ခုနပြောတဲ့အစီကောင်ပေါင်းတွေပေါ့ဒါတွေပါတယ်ဒါတော့မလုံးဒါတော့ရေးကြည့်ရ fight avoidance အဲ့ဒါရေးကြည့်ရနော်အဲ့ဒါပါတယ်ယောက်ျားတွေမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့ testosterone ကိုပိုတန့်ဖြစ်တဲ့ကောင်ပေါင်းထုတ်ပြောင်းတဲ့ enzyme တစ်မျိုးပါအဲ့ဒါပါတယ်နော်ပြီးအမွှေးပါတယ်နော်ထူးဆန်းတာအမွှေးပါတယ်နော်အမွှေးကိုအဓိကကောင်တော့ TGF ဘီတာတွေထုတ်ထားတယ်နော် normal level regeneration high level ဆိုလို့ရှိရင် apoptosis ကိုအမွှေးမရှိတော့နော်အဲ့တော့သူကအမွှေးရအဲ့တော့ကျွန်တော်ရေးလိုက်ပြထွက်လာဆိုတော့အဲ့အကြောင်းမလို့ဒီ TGF ဘီတာကနေတော့သွားနေတော့နော် hair follicle okay ရပြီ hair ကထပ်ပြီးတော့ပြောတာ hair ဒီမှာသူတို့သုံးသူကပြင်မှာ root ရှိရပြီးဝိုင်း internal root ရှိရတော့မတလာဆိုတာရှိရနော်တော့ကြည့်ရတော့မဲတူးနေရတာဒါပေမဲ့ဒါက microscope အောက်မှာလို့ခွဲပြီးတော့ကြည့်ရတာနော်ဒါလို့ရှိရခါကျအမြင့်ပါတယ်အမြင့်ဆိုတော့မနေရနော်အမြင့်ဟုတ်ဘူးပါတယ်အမွှေးနှုတ်ဝယ်တာပြီးပါတယ်နော်ဟုတ်ပြီဒါတွေပါတာကွာ cortical အဲ့ဒါတွေပါတယ်ဘောအဲ့ဒါဘိုင်းတော့ဖတ်လို့ရတယ်နော်ပြီးနောက်ဆုံးမှာ
ဒီ hair ကိုသူကဒီ oily sebum ကနေပြီးတော့သူက hydrophobic ဖြစ်အောင်လို့ပိတ်လုပ်ထားပေးတာပေါ့နော် oily sebum အစီထုတ်တာပေါ့အမွှေးရှိနေအစီထုတ်တာဥပမာခေါင်းဆိုလို့ရှိရင်ခေါင်းဆိုလို့ရှိရင်သူကအုံးသဘာဝကနေပြီးတော့စီးရင်းညာမလို့မန်ထွက်နေရတာမျိုးတွေ oily sebum ထုတ်တာလား okay လာပြီအခုမှစပြီးတော့ aging မှာအခုမှစပြီးတော့ခေါင်းစဉ်ကအခုမှလာတာနော်ကဲတက်ကြီးလာရင်စဉ်းစားအောင်နော်အောက်ကစာရင်မကြည့်နဲ့တက်ကြီးလာလို့ရှိရင် orange tissue မှာဘာရော့သွားမလဲ collagen collagen နောက်တစ်မျိုးက stress နိုင်တဲ့သေပြင် elastin ဒါပဲနော် elastin ဒီက dermis တွေ fibroblast တွေကမနဲလာတဲ့ခါကျတော့အဲ့ကောင် collagen elastin တွေနဲလာတဲ့ခါကျတော့ cell integrity နဲ့ဘာဖြစ်လာလဲမျက်နှာ အရေးပြိုင်တွန်း ဒါပဲပြီးပြီတကူလုံးထိရင်ပြီးပြီဒါပဲနော် ဟုတ် နော် okay ဒါရောက်ထားရမလို့နော်အဲဒီဘာမှအကြောင်းလည်းပြောပြရမှာပြီးသွားရင်ဒါပဲပြီးရင် oxidative stress တွေကိုခါနိုင်တော့အဲ့ပို့ပြီးတော့ပို့ဒီ glycolytic protein တွေများလာတော့ oxidative stress တွေပိုများလာတယ်ပိုဆိုးလာတယ်inflammatory pathway တွေပိုပြီးတော့များလာတယ် glycolytic protein တွေနဲ့cell receptor တွေနဲ့ပိုပြီးတော့အထိတွေ့တွေများလာတဲ့အခါကျတော့ inflammation တွေပိုဖြစ်လာ ROS ဆိုတာကဒီ oxidizing agent တွေပေါ့ကွာ oxidizing agent ဆိုတာကပစ္စည်း cell ကိုပစ္စည်းစေတဲ့ဟာ apoptosis တွေဖြစ်လာတော့သူသိပါတယ်ကို့အဖွာကို့အဖိုးကို့အမေအဖေတို့ပဲကြီးကြီးတယ်သူတို့အရေးပြားရစတုံနေဘာဖြစ်လို့ဒါကြီးရောက်မလို့နော်ရလား ဟုတ်ကဲ့ အဲ့ပြီးပြီအပြီး dermis က keratin ပါတယ် lipid layer ပါတယ် dermis က fiber protein အဓိက EC protein တွေပါတယ် integrity နဲ့ elasticity အရေးကြီးတယ် hypodermis ကကျတော့ fat cube တွေပါတယ် skin မှာဆိုလို့ရှိရင် sweat gland တွေ sebaceous gland တွေပါတယ် hair follicle တွေပါတယ် hair ပါတယ်နော် hair ကျတော့ keratin ပါတယ် keratin အဲ့ကြောင့် hair ကိုခံကြည့်လို့ရှိရင်မတောင်နေဖြစ်တာ keratin ရောက်မလို့နော်တက်ကြီးလာတဲ့ခါကျလို့ရှိရင် dermis က layer နည်းသွားတယ် EC matrix protein တွေနည်းသွားတော့ကြာတော့ integrity နည်းလာပြီးတော့အရေးပြားတွေတွန့်လာတယ်နော်skin aging မှာကအဓိက cause က protein glycation ကြောင့်မလို့နော်အဲ့ဒါမှတ်မယ် protein glycation ဘာဖြစ်လဲဆိုရင် protein loss တွေ cell function impairment တွေဖြစ်တယ်ပြီးရင် inflammation တွေ apoptosis ဆိုတာကိုယ်ဖြတ်စီရဟုတ်ကိုအသေးကံဘုံခွဲတာကို apoptosis လို့ခေါ်တယ်ဒါပတ်သက်မှာသိတဲ့နေရာမှာတက်ကောင်းတဲ့တစ်ခုရှိတယ်နော်ဟုတ်ကိုအသေးကံဘုံခွဲတာသိလားနော်ဟုတ်ဆရာတို့ကဟိုမှာရတင်ရ apoptosis ကcell cycle မှာတင်ရနော် cell cycle မှာ你那botany မှာတင်ရ botany မှာ cell cycle ဆိုတာရှိတယ် cell cycle မှာ apoptosis ဆိုတဲ့ပတ်ဝေးရှိတယ်နော်ဒါမှမရှိဘူးပတ်တူမှာပြန်လာလိမ့်မယ်ပတ်တူမှာ apoptosis ဆိုတဲ့ဟာတစ်ခုထပ်လာလိမ့်မယ်နော်ဟုတ်ရပြီဒါပဲပြီးပြီဟုတ်ကဲ့ဒီနေ့ဖို့တော့ပဲနော်ဒီနေ့ဖို့တော့ပဲဂျားထဲမှာမေးတိုင်းမေးကုန်းတွေရှိရင်စုထားလိုက်အဲပြောပြမှာနော် BC ကတော့ပြီးသွားပြီကျောင်းဟာတော့ပုံများတယ်ဒီမှာနော်ကျောင်းဟာတော့မှာပုံများတယ်တော့ biochemistry of the bone muscle ပြီးပြီ electrolytic ဒါရအကုန်လုံးခုနှစ်ဆင်မိုင်းဖတ်စာကိုဖတ်လိုက်ပြီးသွားပြီ natural composition function ဒါဖတ်စာကိုတရားဟာနော်ဖတ်စာကိုတရားဟာဒီမှာဖတ်စာကိုတရားဟာဒါဖတ်စာဆိုတာသူတို့တကယ် real textbook တရားဟာပေါ့နော်ဟောလာဘိုင်းတော့ဖတ်လို့ရတယ်ဒါပေမဲ့ဖတ်ဖို့တဲ့အချိန်မရဘူးဆရာထင်တယ်အဲ့တော့မလို့မဖတ်နဲ့တော့နော်ပြီးသွားရင် aging တွေဒါခုနပြောပြီး skin aging ဒီနှစ်ခုအတူတူပဲပြီးရင် articular structure composition function ဒါလည်းဖတ်စာအုပ်တွေကဟာအဲ့တော့မပြောတော့ဘူးဒါဖတ်စာအုပ်တွေတကယ် textbook တွေကဟာဆိုမပြောမလို့တော့ ECN လည်းစာအုပ်ပြောပြီးဆိုတော့ဒီဟာတွေအကုန်လုံးကဆရာမကြီးစာအုပ်ဖတ်တာနဲ့လုံလောက်ပါတယ်နော်ဟုတ်လားဆရာ nutrition ပြောလိုက်တယ် nutrition ပြောလိုက်တယ်ဆိုတော့ပြောပါ nutrition ဒီကောင်တင်တာနော်ဒီကောင်ဒီထဲမှာဆရာတို့ပြောဖို့ပါတော့ PC ကဆရာတို့ module 1နဲ့ကအကုန်ပြီးသွားပြီနော် PC ကတော့ module 1နဲ့ပြီးသွားပြီအဲ့တော့ farmer နောက်ရလို့ရှင်ဆရာတို့ farmer ကိုလေးနည်းနည်းပြောမှာ farmer ကိုကလည်းနားလေတဲကောကနေတိုင်းပတ်လေနည်းနည်းနားလေအောင်ပြောနော် PC farmer ကိုပြောပြမှာfarmer ကိုလေးရှိတယ် farmer ကိုကအဲ့ farmer ကိုရေးအောင် farmer ကိုတင်ရတာအခုပါလို့ပြောတယ်ရေးအောင်မဟုတ် sorry foundation ရေးရမှာfoundation က
IMG ဘက်ကတင်တော့နည်းနည်းတော့ပါစရာလည်းမမီတော့ဘူး ပါတယ်ဟုတ်တယ်အဲကြောင့်စဉ်းစားနေဒီမှာ antibiotic နဲ့စရဆိုတော့မဟုတ်သေးဘူးလေနော် antibiotic နဲ့စရတယ်ပြီးတော့ဒီမှာ drug use leprosy ဆိုဒီတိုင်းဆိုရင်နည်းနည်းခတ်ဟုတ်တော့ quite anaconus အဲ့ဒါလေးပြောမှာနော်နော်ညာအဲ့ဒါလေးပြောစိတ်ကမရှိဘူးဆိုတော့ introduction နည်းနည်းလေးပြောမှာ ဟုတ်ကဲ့ pharmaco လေးပြောမှာကဲဒီနေ့ပေါ်ဒီလောက်ပဲထပ်တင်လို့ရှိရင်လည်းဟိုမှာယူရလိမ့်မယ်တော့ ကျူးလို့မယ်ဟုတ် တော့ပြီ ကျေးဇူးဆရာ okay ဒါပဲနော်မန်နီမှာတွေ့ကြ ဟုတ်ကဲ့